ဒီတော့ဒီကနေ့ညတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မဝရပါဠိတော်အတ္တဝေမာလာရှိတဲ့ကုမာရကတ္တပမာတာဝိထုလို့တန်ခါယနာတိမထေမြတ်ကြီးများခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်တော်မူခဲ့တဲ့တရားဂါထာတစ်ပုဒ်ရှိပါတယ်။အဲ့ဒီတရားဂါထာလေးကိုအခြေခံပြီးတော့အားကိုးရာကိုဘယ်လိုရှာမလဲလို့တရားခေါင်းစဉ်လေးတက်ပြီးတော့ဟောခြင်းပါလေ။အားကိုးရာကိုဘယ်လိုရှာမလဲတဲ့။တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေမှာစိုးရိမ်စိတ်ကိုအခြေခံပြီးတော့အားကိုးရာအသေးသေးရှာထားကြတယ်။ဆက်ပြီးတော့လည်းရှားကြအောင်မှာပဲကိုယ်သဘောပေါက်တယ်လို့ကိုဉာဏ်ရှိတယ်လို့ပစ္စည်းဥစ္စာရှိမှဘဝမှာမကြောက်မကြမတောင့်မတနေနိုင်မှာဒါသည်သာနဲ့အားကိုးရာအစစ်လို့အဲ့ဒါလိုနားလည်ထားတဲ့ပုဂ္ဂိုလ်တွေကလည်းပစ္စည်းဥစ္စာကိုကြိုးကြိုးစားစားရှာဖွေကြတာပေါ့မိတ်ဆွေအပေါင်းအသင်းဒီသာနဲ့အားကိုးရာအစစ်လို့တချို့ကလည်းအဲ့ဒါလိုထင်ပြီးတော့အားကိုးရာကိုရှာကြတာပါပဲပြောချင်တာကတော့ကိုနားလည်ထားတယ်လို့ကိုသဘောပေါက်ထားတယ်လို့ကိုအတွက်အားကိုးရန်ဖြစ်မဲ့ထင်တဲ့အရာကိုလက်လန်းမိသလောက်ဉာဏ်ရှိသလောက်စွမ်းအားရှိသလောက်ရှာလဲရှာခဲ့ကြတယ်ရှာလဲရှာနေကြစေရှာလဲရှာကြအောင်မှရှေ့ဆက်ပြီးတော့အဲ့ဒါစဉ်းစားသိခြင်းနဲ့တကယ်အားကိုးရာကိုတို့ရပြီလားအားကိုးရာရပြီဆိုရင်ဘေးသဘောင်းသူတော်ကောင်းတို့အားကိုးရှိတဲ့ပုဂ္ဂိုလ်ဟာဘာမှကြောက်မှာမဟုတ်ဘူးလေခုတရားဓမ္မတို့ဦးဇင်းတို့တွေကကြောက်ရအောင်မဲ့အနေအထားမှာရှိနေတာကိုထောက်ပြီးတော့အားကိုးရာအစစ်ဆိုတာမရသေးဘူးဆိုတာသိကြတယ်ဒါဦးဇင်းတို့လည်းပဲဒီတိုင်းပဲတရားဓမ္မတို့လည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ကြောက်เสียကြုံရင်ကြောက်ရအောင်မယ်ငိုเสียတွေ့ရင်ငိုရလိမ့်အောင်မယ်ဝမ်းနည်းเสียတွေ့ရင်ဝမ်းနည်းရလိမ့်အောင်မယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေမှာရှာပင်ရှာကြတော့လည်းပဲအားကိုးရာကတော့အာမခံချက်ရှိမရသေးဘူးဆိုတဲ့အဖြေပဲထွက်တယ်ဟုတ်ရဲ့လားဆိုကြပါစို့ရှေ့နည်းနည်းလေးလောက်လှမ်းမျှော်ကြည့်ပါဘေးသဘောင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေမြေကြီးလက်နဲ့ခတ်တာကမှလွဲခြင်းလွဲဦးမယ်သိကြရမယ်ဆိုတဲ့သဘောတရားဟာလွဲမလားမလွဲဘူးအဲ့ဒီသိခြင်းတရားကိုတရားဓမ္မတို့ဦးဇင်းတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်စိတ်ကူးနဲ့စဉ်းစားတာတောင်အဆင်ပြေဖို့မလွယ်ဘူးဟုတ်ရဲ့လားအဲ့ဒီအချိန်မှာငါမှအာကိုအားရတကယ်ရှိပြီလားစဉ်းစားတဲ့မူလားဗျာစဉ်းစားတဲ့နေဒါကြောင့်ဒီနေရာမှာအာကိုရာကိုကိုဉာဏ်သဘောပေါက်တယ်လို့ကိုယ်စိတ်ထဲတွေးမိတယ်လို့အသီးသီးရှားကြတဲ့တတ္တဝါတွေကြားထဲမှာတရားဓမ္မတို့ဦးဇင်းတို့တွေအာကိုရာအစစ်အမှန်ကိုရအောင်ရှိထားဖို့ရအောင်ရှာထားဖို့လိုတယ်အဲ့ဒီအားကိုးရအစစ်အမှန်ကိုဘယ်လိုရှာမလဲဆိုတာကိုမြတ်စွာဘုရားကအဖြေထုတ်ထားတယ်ဟုတ်လားအားကိုးရကိုဘယ်လိုရှာမလဲတဲ့နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိเสียတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပည့်ညုတဉာဏ်ဒီဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတ်တိမြတ်တို့ရှိခိုးပူဇော်ကြအောင်စုအလုံးလက်အုပ်ချီးမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပေဇောတဝိဟတမောဟဓမ္မသာနရမရလောကကရုံဝနေတုကတံဂတိဝိမု ddံ ကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရုံလူနတ်မြမတတ္တဝါနန္ဒတို့ဤကြောက်ထီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလီသူတဖြင့်ကင်းလွတ်တော်မူ၏ထသော
သူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာဗရမ ्या ကဲ့သို့ပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောကြည်၍သုံးလီဒွါဒပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအာကိုရာကိုဘယ်လိုရှာမလဲတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယံအတ္တနာဟိသုတံဒေနနာထံလဘတိဒုံလဘံအတ္တဟိမိမိသည်သာလင်အတ္တနောမိမိရဲ့နာထောအာကိုရာပါပြီကောမိမိမှာတဝါပရောခြားသောသူခြားသောပုဂ္ဂိုလ်သည်နာထောအာကိုရာသည်တိယဖြစ်နိုင်ပါအပ်နီပရောမိမိမှာတဝါကောအဖေမြည်သောပုဂ္ဂိုလ်သည်နာထောအာကိုရာသည်တိယဖြစ်နိုင်ပါအပ်နီအတ္တနာဟိမိမိသည်သာလျှင်သူတံဒေနာကောင်းစွာဆုံးမသဖြင့်ယဉ်ကျေးသည်ရှိသောဒုံလဘံရနိုင်ခဲ့သောနာထံအာကိုရာအစစ်မှန်ကိုလဘတိရနိုင်ပေ၏ဒီကဒါလေးဦးဇင်းတို့ဓမ္မပဒပါဠိတော်အတ္တဝဲမှာလာတယ်အဓိပ္ပာယ်ကတော့တွေးလိုက်တိုင်းကျေပြတ်တယ်လို့ခံစားရတယ်ဒါလေးကိုပြန်ပြီးတော့နားဆိုင်ကြည့်မယ်နော်အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသာလည်းမိမိရဲ့အာကိုရာမိမိမှာတပါအခြားသောပုဂ္ဂိုလ်တွေဟာမိမိအတွက်အာကိုရာဘယ်ဖြစ်နိုင်မှမလဲတဲ့ပထမနှစ်ပိုက်ကဒါလေးပြောတယ်ကိုယ်သာလျင်ကိုယ့်အတွက်အာကိုရာကိုယ်ကလွဲလို့တခြားသောပုဂ္ဂိုလ်တွေကကိုယ့်အတွက်အာကိုရာမဖြစ်နိုင်ဘူးတဲ့ဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ဒီပါဠိလေးကိုလူတိုင်းလူကြားဘူးတဲ့အတ္တဟိအတ္တနောနာထောကိုယ်သာလျင်ကိုယ့်ရဲ့အာကိုရာအဲ့ဒါလို့ကိုယ်သာလျင်ကိုယ့်ရဲ့အာကိုရာဆိုတဲ့ဒီဘုရားဟောပါဠိလေးကိုမြတ်စွာဘုရားဟောထားတာလို့လည်းသိတယ်ဒါပေမဲ့တကယ်ပဲမယုံကြလို့လားတော့မသိဘူးကိုယ်ကလွဲပြီးတော့တခြားအာကိုရာတွေကိုရှားနေတာလည်းအမှန်ပဲတရားကြီးဒီမိုင်းများမြတ်စွာဘုရားကတော့ကိုယ့်အတွက်အာကိုရာသူတစ်ပါးမဖြစ်နိုင်ဘူးတဲ့ကိုယ့်အတွက်အာကိုရာကိုပဲတဲ့ဒီနေရာမှာဦးဇင်းတို့ဒီစကားကအပေါ်ယံလေးပြောတာမဟုတ်ဘူးတပါးသောသူတွေရဲ့အကူအညီကိုမယူဘူးလို့ဆိုလိုတာမဟုတ်တပါးသောသူတွေကကိုယ့်ကိုဘာအထောက်ပံ့မှမပေးဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူးဟုတ်လားတကယ်အရေးတကယ်ဘေးမှာကိုယ့်အတွက်အာကိုရာကိုပဲရှိတယ်တပါးသောပုဂ္ဂိုလ်တွေရဲ့ကိုယ့်ပေါ်မှာကောင်းတာတွေဒါတွေကိုကျေးဇူးကမ်းတဲ့အနေနဲ့သူတစ်ပါးဟာကိုယ့်အတွက်အာကိုရာမဟုတ်ပါဘူးလို့ပြောနေတာမဟုတ်ဘူးဟုတ်ရဲ့လားဆိုကြပါစို့ဒီနေရာမှာသူတစ်ပါးကကိုယ့်ကိုကူညီတယ်စောင့်ရှောက်တယ်ဆိုအောင်တော့ကိုယ့်မှာကူညီတဲ့စောင့်ရှောက်တဲ့အရေးချင်းရှိလို့သာသူတစ်ပါးကလည်းကိုယ့်ကိုကူညီကြတာစောင့်ရှောက်ကြတာကိုကမကူညီသင့်ဘူးမကူညီတိုက်ဘူးကူညီတိုက်တဲ့အရေးအသွေးကိုမှမရှိဘူးဆိုရင်ဘယ်သူကမှလည်းကိုယ့်ကိုကူညီမှာမဟုတ်သူများကူညီတဲ့ကိစ္စမှာတောင်မှကိုယ်မှာကူညီတိုက်ခြင်းဆိုတဲ့အရေးအသွေးလေးရှိမှကူညီတာပိဋကပြောချင်တာကအရင်စစ်လိုက်ရင်အာကိုရာကတော့ကိုယ်ထဲမှာပဲရှိတယ်ဆိုတာကိုပြောချင်တာကိုကမဟုတ်ဘူးကိုယ်မှာဘာမှအာကိုရာမရှိဘူးဆိုရင်ဘေးကပုဂ္ဂိုလ်တွေကကိုယ်တဘာမှအာကိုရာဖြစ်မှာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုယ်ဒီသာလင်ကိုယ့်အတွက်အာကိုရာတခြားသောသူတွေကကိုယ့်အတွက်အာကိုရာမဟုတ်ဘူးလို့ပြောတာဒီနေရာမှာတခြားသောသူတွေဟာကိုယ့်အတွက်အာကိုရာမဟုတ်ဘူးဆိုရင်ကိုယ်ဟာလည်းပဲတခြားသောသူတို့ရဲ့အာကိုရာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောရမရောက်ဘူးလားရောက်တယ်တယောက်သည်တယောက်ရဲ့အာကိုရာမဟုတ်ဘူးတယောက်ကိုတယောက်အာကိုလို့မရဘူးလို့ပြောတာဒါအပေါ်ယံလေးတွေးကြည့်ရင်တော့လူတွေဟာတယောက်တို့တယောက်အမိပြုပြီးတော့အာကိုအာရပြုပြီးတော့နေကြတာပဲလို့ထင်စရာရှိတယ်နော်ဒီမှာမြတ်စွာဘုရားကတော့ရှင်းရှင်းပဲတယောက်ဒီတယောက်ရဲ့အာကိုရာမဟုတ်ဘူး
ကိုယ်ဒီသာလင်ကိုယ့်အတွက်အားကိုးရသူဟာသူ့အတွက်အားကိုးရပဲနော်ဒါကိုနားလည်ဖို့တော့လိုမယ်ဗျဟုတ်လားအဲ့တော့သူများရဲ့အကူအညီမလိုဘူးလို့ကျေးဇူးကံစကားပြောနေတာမဟုတ်ဘူးနော်ခုနကပြောခဲ့ပြီသူများကကိုယ့်ကိုကူညီတဲ့နေရာမှာတောင်မှကိုယ့်မှာကူညီတတ်တဲ့သူများကူညီခြင်းစရာကောင်းတဲ့အရည်အသွေးတွေရှိလို့ကူညီတာအဲ့ဒါညင်းနိုင်သလားညင်းနိုင်ပါဟာကိုကတကယ်ညံ့လာပြီမကောင်းဘူးဆိုလို့ရှိရင်သားသမီးကလည်းမိဘကိုပြန်ကြည့်ခြင်းမှကြည့်မယ်မိဘကတော့သားသမီးကိုစွန့်သွားတာလည်းရှိခြင်းရှိမယ်မွေပြကြောညာတာတွေဘာတွေလည်းမရှိဘူးလားရှိတာပေါ့နော်တကယ်တမ်းကတော့ကိုယ့်အတွက်အားကိုးရာကိုယ်ပဲဒါကိုပဲထက်ကြီးတယ်လဲဦးဇင်းကပြောခြင်းတယ်ဟုတ်လားအဲ့ဒီတော့ဒီနေရာမှာဆက်ပြီးတော့စဉ်းစားရရှိတာကကိုယ်ဒီသာလင်ကိုယ့်ရဲ့အားကိုးရာဆိုတဲ့စကားတော့လူတိုင်းကြားဘူးတယ်သူများကကိုယ့်အတွက်အားကိုးရာမဟုတ်ဘူးဆိုတာလည်းလူတိုင်းကြားဘူးတယ်အဲ့ဒီနေရာမှာကိုဟာကိုယ့်အတွက်အားကိုးရာဆိုရင်အားကိုးရာရအောင်ဘယ်လိုလုပ်မလဲဒီအချက်စဉ်းစားရရှိတယ်နော်ဘယ်နာလေးကအားကိုးရလဲကိုဟာကိုယ့်အတွက်အားကိုးရဆိုရင်ကိုယ့်ရဲ့ဘယ်နာလေးကအရာကအားကိုးရလဲဆိုရပါစို့လူတိုင်းကိုကိုသိချစ်တယ်ကိုသိကောင်းစေခြင်းနေဟုတ်လားဒါပေမဲ့လို့အဲ့လိုချစ်ပါတယ်ကောင်းစေခြင်းပါတယ်ဆိုတဲ့ကိုနော်ကိုကအရည်အသွေးရှိအောင်လုပ်မထားဘူးဆိုရင်အဲ့ဒီကိုဟာကိုယ့်အတွက်အားကိုးရမဟုတ်ဘူးဖြစ်သွားတယ်ဟုတ်ရဲ့လားအဲ့တော့ကိုယ်ထဲမှာလည်းပဲအားကိုးစရာရှိအောင်လုပ်ထားမှအားကိုးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောခြင်းလားဟုတ်လားဘာမှအားကိုးရာရှာမထားတဲ့ကိုဟာကိုယ့်အတွက်အားကိုးရမဖြစ်နိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီအဓိကကြတဲ့အဖြေကိုထုတ်ပြန်ထားတာကိုယ့်အတွက်အားကိုးရာကိုဖြစ်တယ်ဒါပေမဲ့ဘာအရည်အသွေးမှမရှိတဲ့ကိုကတော့ကိုယ့်အတွက်အားကိုးရမဟုတ်ကိုယ့်အတွက်ကိုဟာအားကိုးရဖြစ်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့တဲ့အတ္တနာဟိသုဒ္ဓံတေနမိမိဒီသာနဲ့မိမိကိုယ်ကိုကောင်းစွာဆုံးမမှဒုံလပံရနိုင်ခဲ့တဲ့နာထံတကယ်အားကိုးရာအစစ်ကိုလက်ပတိရနိုင်မယ်တဲ့အဲ့ဒါအဖြေပဲကိုဟာကိုယ့်အတွက်အားကိုးရာလို့သိပြီးတဲ့နောက်အားကိုးရာရှာတော့မယ်ဆိုရင်ဘယ်လိုလုပ်ရမှာတော့ကိုကောင်းကောင်းဆုံးမရမယ်တဲ့ဟုတ်ရဲ့လားကိုဆုံးမမှအားကိုးရာအစစ်အမှန်ကိုရမှာဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ဒီစကားကအင်မတန်ကျေပြန့်နေဗျကိုဆုံးမမှအားကိုးရာအစစ်မှန်ရမယ်ဆိုတဲ့နေရာမှာဆိုကြပါစို့ပညာရေးကြိုးစားတဲ့လူကိုမဆုံးမပဲနဲ့ပညာရေးအထက်တန်းမရောက်နိုင်ဘူးဟုတ်ရဲ့လားစီးပွားရေးကြိုးစားတဲ့လူကိုမဆုံးမပဲနဲ့သူလိုချင်တဲ့စီးပွားရေးမရနိုင်ဘူးဆုံးမခြင်းကနေကင်းပြီးတော့ဘာကောင်းကျိုးချမ်းသာမှမရနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့တဲ့ပြောရရင်တော့ကိုဆုံးမတယ်ဆိုတဲ့နေရာမှာအနှစ်ချုပ်ပြောရရင်ဒါနဖြစ်အောင်ဆုံးမနိုင်ရမယ်ကိုသီလဖြစ်အောင်ဆုံးမနိုင်ရမယ်ဘာဝနာဖြစ်အောင်ဆုံးမနိုင်ရမယ်ဒါနကောင်းမှုတစ်ခုဖြစ်တယ်ဆိုတာကိုဆုံးမနိုင်လို့ဖြစ်တာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပင်ကိုယ်စိတ်ကရိုင်းနေဗျရိုင်းလို့မို့ဆုံးမရမယ်လို့ပြောတာဆိုကြပါစို့မြင်းလိမ္မာတွေဆင်လိမ္မာတွေဟာမွေးတဲ့ကစလိမ္မာတာလားမဟုတ်ဘူးသူတို့ကိုဆင်ဦးစီးတို့မြင်းကိုဆုံးမတတ်တဲ့လူတို့ကလိမ္မာရင်ကြီးအောင်ဆုံးမထားတာအဲ့ဒီမှာသူတို့ကခိုင်းတာကိုလုံနိုင်တယ်အကျိုးရှိတာကိုလုံနိုင်တယ်အရည်အသွေးရှိတဲ့အဆင့်ကိုရောက်တယ်မူရင်းအခြေအနေကသူတို့ဟာရိုင်းဆိုင်တဲ့အခြေအနေမှာပဲရှိတယ်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာပင်ကိုယ်အခြေအနေကရိုင်းဆိုင်တဲ့သဘောရှိတယ်အဲ့ဒါကိုဒါနဖြစ်အောင်ယဉ်ကျေးသွားအောင်ဆုံးမရမယ်ပထမအချက်ဘာတွေနဲ့ရိုင်းနေလဲဆိုတော့မစ္စရိယဆိုတဲ့ဝန်တုံမှုနဲ့ရိုင်းနေငါဟာလို့အမြဲတမ်းသိမ့်ပိုက်ခြင်းနဲ့သမယိုးကြစိတ်အစုံစိတ်ပေါ့နော်အဲ့ဒီလောဘနဲ့ရိုင်းနေဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကဟုတ်လားအဲ့ဒါကိုကသူတော်ကောင်းကြီးတို့ရဲ့စကားတော်ကိုနားထောင်ပြီးတော့ယုံကြည်မှုတတ္တတရားသိမြင်နားလည်မှုပညာတရားဥသိပြီးတော့အမြဲတမ်းငါဟာလို့လှုပ်ချင်နေရင်တော့ကောင်းမှာမဟုတ်ဘူးအမြဲတမ်းဝင်တိုးနေလို့လည်းကောင်းမှာမဟုတ်ဘူးဒါကြောင့်ကိုယ်ပိုင်နာလေးတွေကိုသူများကိုခွဲဝေပေးမှမျှမျှတတစိတ်ရှိမှပေးခြင်းကမ်းခြင်းတဲ့စိတ်ကလေးရှိမှဒါနကောင်းမှုကလေးပြုမှငါတို့အားကိုးရရလိမ့်မယ်လို့ကိုကောင်းကောင်းဆုံးမပြီးတော့ကြိုးစားမှဒါနကောင်းမှုဆိုတာရတာဟုတ်ရဲ့လားပိဋကရေမဆုံးမပဲနဲ့ဒါနကောင်းမှုဆိုတာအလိုလိုဖြစ်သလားမဖြစ်ဘူးဗျဟောဘုရားကဟောတယ်ဒါနရဲ့အကျိုးကိုငါလောက်သာနားလည်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးတမင်းလို့တောင်မစားဘဲနဲ့လှူကြမှာပါလို့ဟောဘုရားဟောတာမရှိဘူးလားရှိတယ်အဲ့ဒါလိုမျိုး
ဒါနဟာပြစ္ဆုတ်ပန်တန်ရာနှစ်ဖြာကောင်းကျိုးကိုရစေတယ်ဒါငါအတွက်အားကိုးရအစ်စ်ပဲလို့နားလည်ပြီးတော့မူရင်းကပါလာတဲ့မကောင်းတဲ့စိတ်ဓာတ်တွေကိုဆုံးမရလောဘတို့မစ္စရိယတို့ဆိုတာတွေကိုဆုံးမရတာအဲ့ဒါလို့ဆုံးမတော့မှပေးခြင်းကမ်းခြင်းတဲ့စိတ်ကလေးဒါအကျိုးကျေးဇူးကိုလည်းကိုကမြင်အောင်မှပညာကလည်းရှိအောင်မှနော်ဒါတွေဟာဒီလိုလှူဒန်းတယ်ပေးကမ်းတယ်စွန့်တယ်ဆိုရင်အကျိုးရှိတယ်လို့ယုံကြည်မှုကလည်းရှိအောင်မှဟုတ်လားအဲ့ဒါလို့ယုံကြည်မှုတွေသိမြင်နားလည်မှုတွေဒီတရားတရားပညာတရားဥရှိပြီးတော့မစ္စရိယဆိုတဲ့တရားလောဘဆိုတဲ့တရားကိုလိမ္မာယဉ်ကျေးသွားတဲ့စိတ်မျိုးဖြစ်အောင်ကိုကဆုံးမနိုင်မှဒါနဆိုတဲ့အာကိုးရာကိုရတာဟုတ်ရလားနော်ဘိဓဘောင်သူတော်တို့ဒါနပဲရှိသေးတယ်နော်ဆုံးမမှဒါနလည်းရတာအဲ့ဒါလိုပဲရှေ့ဆက်တက်ကြည့်နော်သီလဆိုတာလည်းဆုံးမမှရမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ပင်ကိုပုရုဇဉ်တို့ရဲ့စိတ်ကအာဟိရိကအနုတ္တပတရားနဲ့ရိုင်းဆိုင်တဲ့သဘောရှိတယ်နော်မကောင်းတာလို့ရပြောရတွေးရမှာကိုမရှက်တဲ့သဘောမကောင်းတာလို့ရပြောရတွေးရမှာကိုမကြောက်တဲ့သဘောနော်အာဟိရိကအနုတ္တပနော်မရှက်ဘူးမကြောက်ဘူးအဲ့ဒါဆိုရင်သီလလုံနိုင်မလားမလုံနိုင်ဘူးအဲ့ဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေကဒါတွေဟာရှက်တဲ့တရားတွေရှက်เสียကောင်းတဲ့တရားတွေတတ်ခြင်းခိုးခြင်းကာမကိစ္စဖောက်ပြန်ခြင်းလိမ်ညာပြောခြင်းအယက်ဒေသတောက်စားခြင်းပေါ့နော်ဒီသီလပျက်စီးခြင်းဟာရှက်เสียကိစ္စလို့နားလေတာကပါလေဟိရိဟုတ်ရလားဒီသီလပျက်စီးလို့ရှိရင်တစ်ချိန်ချိန်မှာငါ့ကိုကောင်းကောင်းဒုက္ခပေးလိမ့်မယ်လို့နားလည်ပြီးတော့ကြောက်လန့်တဲ့သဘောကဥတ္တပအဲ့ဒီဟိရိဥတ္တပတရားနှစ်ပါးဥရှိပြီးတော့မရှက်ခြင်းမကြောက်ခြင်းဆိုတဲ့ရိုင်းဆိုင်နေတဲ့စိတ်ကိုလိမ္မာယဉ်ကျေးအောင်ဆုံးမလိုက်မှသီလဆိုတဲ့အာကိုးရာကိုရတာပြောချင်တာကဒါနလည်းပဲမဆုံးမပဲနဲ့မရဘူးသီလလည်းပဲမဆုံးမပဲနဲ့မရဘူးရှေ့ဆက်ပြီးတော့တက်အောင်ဒါနသီလလောက်နဲ့မပြည့်စုံနေဘူးပိုးတောင်အရေးကြီးသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဘာဝနာဖြစ်အောင်စိတ်ကိုဆုံးမရတယ်အဲ့ဒီကြမှာတကယ်အာကိုးရာအစစ်ကိုရတာဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့ရဲ့သမယိုးကြစိတ်နော်အစုံစိတ်ပေါ့ဒီမကောင်းတဲ့စိတ်ကြီးပင်ကိုယ်စိတ်ကြီးကဘာလဲဆိုရင်ကြိုက်เสียတွေ့ရင်ကြိုက်တဲ့သဘောမိုက်เสียတွေ့ရင်မိုက်တဲ့သဘောဒါကဘယ်သူမှမသိရဘူးဒါကဇေယိုက်ဝါဒနာအနေမျိုးနဲ့ဖြစ်နေတာဟုတ်လားဆိုကြပါစို့မြင်နေတာအမြဲတမ်းရှိတယ်ကြားနေတာတွေရှိတယ်နားနေတာစားနေတာထိနေတာတွေးနေတာအာယုန်တွေနဲ့ဓဝရတွေနဲ့ထိခိုက်နေတာတွေအမြဲတမ်းရှိတယ်အာယုန်တွေကိုမကင်းနိုင်ဘူးနော်အဲ့ဒီအာယုန်တွေနဲ့တွေ့တဲ့အခါမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ပုံမှန်စိတ်ကဘာလဲဆိုတော့လူကျင်တရားကောင်းတယ်ဆိုရင်လောဘဖြစ်တယ်ဇာကဖြစ်တယ်ဆွဲလန်းတယ်နော်ကိုမုန်းတယ်ဆိုလို့ရှိရင်တော့မကြိုက်ဘူးဆိုရင်တော့ဒေါသဖြစ်တယ်အဲ့ဒါမကောင်းတဲ့အလေးအကျင့်ကြီးစွဲနေတာနော်ကြိုက်เสียတွေ့ရင်ကြိုက်တယ်မိုက်เสียတွေ့ရင်မိုက်တယ်အဲ့တော့ကြိုက်တယ်ဆိုတာလည်းပဲအစွန်းတစ်ပါးပဲဆွဲလန်းတယ်မမောတယ်လူကျင်တယ်ရကျင်တယ်ဆိုတာလည်းအစွန်းတစ်ပါးပဲမုန်းတီးတယ်ဆန့်ကျင်တယ်မလိုချင်ဘူးမရချင်ဘူးဒီဥစ္စာကိုစိတ်ထဲကဆန့်ကျင်ကန့်ကွက်ပြီးတော့စိတ်ပြက်ပြီးတော့စိတ်တူနေတဲ့ဒေါသကလည်းအစွန်းတစ်ဖက်ပဲဟုတ်တယ်မဟုတ်လားအေးလောဘဖြစ်တာဘယ်လိုအစွန်းတစ်ဖက်လဲဆိုတော့ဒီလိုချင်တယ်ရချင်တယ်ဆွဲလန်းတယ်ဆိုတာကတစ်ချိန်ချိန်မှာကိုလိုချင်မိတဲ့ဆွဲလန်းမိတဲ့အရာပျက်စီးသွားပြီဆိုရင်ဒါအကြီးအကျယ်ဒုက္ခရောက်မှာနော်လောဘကဖြစ်နေတော့မှတော့တတ်တာလို့ရှိတယ်ကိုလိုချင်တာလေးရတယ်ကိုဖြစ်ချင်တာလေးစိတ်ကူးရင်နေတယ်ဒါတော်တော်လေးဟုတ်နေတယ်လို့ထင်ရတယ်ဒါပေမဲ့အဲ့ဒီကိစ္စကပြီးရင်အင်မတန်ကြောက်စရာကောင်းတယ်ပိတ္တတို့သဘောပေါက်လားဟိုဒေါသကတော့သူကဖြစ်ဖြစ်ချင်းကိုပူလောင်တာဖြစ်ဖြစ်ချင်းကိုအကျိုးမဲ့တာရုပ်တွေပါတွေပြက်သူများမုံအကျိုးမဲ့ဖြစ်အမျိုးမျိုးဒေါသရဲ့အဖြစ်ကတော့အင်မတန်သိတာထင်ရှားတယ်လောဘရဲ့အဖြစ်ကိုကြတော့သိပြီးတော့လူတွေဟာမသိကြဘူးတကယ်တမ်းကအဲ့ဒီဆွဲလန်းခြင်းမမောခြင်းကပိုးပြီးတော့ကြီးကျယ်တဲ့အဖြစ်ရှိတယ်ဟုတ်ရဲ့လားဆွဲလန်းခြင်းမမောခြင်းကတစ်ချိန်ချင်းပျက်စီးပြီဆိုရင်တော့အဲ့ဒါအကြီးအကျယ်နေမထိတိုင်မထိဒုက္ခဖြစ်လိမ့်မယ်ပျက်စီးတော့မှလေလားလို့ချင်းချောက်လာတဲ့အခါမျိုးတန်တရားဝင်လာတဲ့အခါမျိုးမှာတောင်မှတချို့မနေနိုင်မထိုင်နိုင်ဖြစ်ကြရတယ်ဟုတ်ရဲ့လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပင်ကိုယ်စိတ်ကအာယုန်နေနဲ့တွေ့တိုင်းလောဘဖြစ်တယ်သို့မဟုတ်ဒေါသဖြစ်တယ်ဟုတ်လားအဲ့ဒါကြီးကဘာဖြစ်နေတော့မူရင်းအကျင့်ကြီးလို့မကောင်းတဲ့အကျင့်ကြီးစွဲနေတာပေါ့နော်အဲ့ဒါကိုကတတိဝရိယဉာဏ်ပညာဥရှိပြီးတော့ဒီအာယုန်နေထဲမှာကြိုက်เสียတကယ်ပါသလားမုန်းเสียတကယ်ပါသလားလို့အမှန်အတိုင်းသိအောင်ကြည်တာပေါ့နော်တတိပဋ္ဌာန်ဤဝိပဿနာဤအားထုတ်တာပေါ့
အာယုန်တွေဟာတကယ်စင်တဲ့သဘောတရားလေးမျှတက်တက်ပဲဒီအာယုန်တွေထဲမှာကြိုက်เสียရလည်းမပါဘူးမုန်းเสียရလည်းမပါဘူးဆိုတာကိုအမှန်တိုင်းသိအောင်ကြိုးစားတာဒီအာယုန်တွေဟာတကယ်စင်တဲ့တော့သင်္ခတတို့ရဲ့လက္ခဏာဖြစ်တဲ့မမြဲခြင်းသဘောမျှတာရှိတယ်ဆင်းရဲခြင်းသဘောမျှတာရှိတယ်အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားများရုပ်ကြီးဖြစ်ပေါ်ပြီးတော့ရုပ်ကြီးပဲပျောက်ကွယ်သွားတဲ့သဘောတရားမျှပဲလို့လေးလေးနက်နက်သိအောင်ကြိုးစားတော့စောတော်တုန်းကမိုက်နေတဲ့မကောင်းတဲ့အလေးအကျင့်လို့ဆိုရတဲ့ຢာကဒေါသဖြစ်ခြင်းအလေးအကျင့်ကနေယုံထွက်လာပြီးတော့ပညာဆိုပြီးတော့သိမြင်နားလည်မှုဖြစ်လာပြီးတဲ့အဲ့ဒါအာကိုရာစရတာပဲနောက်အဲ့ဒါလောကကြီးရဲ့အကြောင်းခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းကိုတဖြည်းဖြည်းနဲ့သိလာတာပေါ့ဟုတ်လားသိလာတဲ့အခါကျတော့ဒါနတို့သီလတို့ထက်မြင့်မြတ်တဲ့အာကိုရာပို့ပြီးတော့ဖြစ်တယ်ဆိုတာကိုကာယကံရှင်ကိုယ်တိုင်သိလို့ရတယ်အဲ့ဒီအချက်ကိုတော့ဦးဇင်းကဥသားပေးပြီးတော့ပြောခြင်းတယ်ဒါကြောင့်မြတ်စွာဘုရားကကိုကိုဆုံးမမှကောင်းကောင်းဆုံးမမှပိဋကဆုံးမတယ်ဆိုတဲ့နေရာမှာတောင်ကောင်းကောင်းဆိုတဲ့စကားလေးပါတယ်သူဒန္တေနနော်ဒန္တဆိုတာလိမ္မာရင်ကြီးအောင်ဆုံးမတာပါပဲရှေ့ကသူ့ဆိုတဲ့စကားလေးကပါလေကောင်းကောင်းလို့ပြောထားတယ်ကောင်းကောင်းပုံဆုံးမရမယ်တနည်းအားဖြင့်ဒါနဖြစ်အောင်ကိုဆုံးမတတ်ရမယ်သီလဖြစ်အောင်ဆုံးမတတ်ရမယ်အထူးသဖြင့်တော့ဘာဝနာဖြစ်အောင်ဆုံးမတတ်ရမယ်ဆုံးမနိုင်ရမယ်အဲ့ဒါလို့ဆုံးမလို့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတရားဓမ္မတို့ဥရှင်တို့ရပြီဆိုရင်သူ့အဆင့်နဲ့သူ့အတိုင်းတာနဲ့သူအာကိုရာကိုရတယ်လို့ပြောလို့မရဘူးလားရတယ်မြတ်စွာဘုရားကတော့ဒီဒေသနာတော်မှာလေသူတန်တေနာကိုယ့်ရဲ့အိန္ဒြေတွေကိုကောင်းကောင်းဆုံးမသောအဖြစ်ဒုံလပံရနိုင်ခဲ့သောနာထံအရဟတဖို့ဒီဟုသောအာကိုရာအစစ်အမှန်ကိုလဘတိရတယ်လို့သူကတော့အထွတ်ထိပ်တက်ပြီးတော့ဟောတာဟုတ်လားယဟန္တာအဖြစ်ကိုရောက်တာပေါ့ယဟန္တာဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကကိလေသာကုန်တာကိုပြောတာပါဟုတ်လားအဲ့ဒါလို့ကိလေသာကုန်အောင်ကျင့်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကတလျှောက်လုံးသူ့ကိုယ်သူပါတော့အကောင်းဆုံးဖြစ်အောင်မလုပ်သွားတာတော့ဆုံးမသွားတာဟုတ်လားဒီကိလေသာတွေနဲ့တောင်းကျမ်းတဲ့စိတ်ကိုဒါဥစဉ်တို့ဓမ္မနယ်ပယ်ကကြည့်ရင်ရိုင်းဆိုင်တယ်လို့ခေါ်တာပေါ့ဟုတ်ရလားအဲ့ဒီရိုင်းဆိုင်မှုကိုတရားဓမ္မဘောင်အတွင်းကနေပြီးတော့ကောင်းကောင်းဆုံးမတာမြတ်စွာဘုရားရဲ့ဒေသနာနည်းနဲ့အဲ့လိုဆုံးမလို့အရဟတမေအရဟတဖို့ကိုရပြီဆိုရင်တော့အဲ့ဒါမုတ်ချအာကိုရအစစ်အမှန်ပဲဒါပေမဲ့ဦးဇင်းတို့ကဒေသနာတော်ကိုတရားဓမ္မတို့ဦးဇင်းတို့နဲ့ကိုယ့်အဆင့်လေးနဲ့ကိုနားလေကြည့်တာပေါ့နော်ဒါနဖြစ်တယ်ဆိုရင်လည်းပဲထိုက်တဲ့လောက်တော့အာကိုရမဖြစ်ဘူးလားဖြစ်တာပေါ့နော်ဒါနကိုလည်းပဲအထင်မသေးနဲ့နော်ဆိုကြပါစို့မြတ်စွာဘုရားလက်ထက်ကပိဋကတို့ကြားဖို့မှာပါငှက်မှုတ်ဆိုကြီးလေငှက်မှုတ်ဆိုကြီးကနေဖြစ်လာတာယဟန်တပါပုတိကတ္တမတိတဲ့တကူလုံးပုတ်တာပဲမြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်ဖြစ်ပြီးတော့ဘယ်သူမှပြုစုမဲ့လူကိုမရှိဘူးနော်ပင်တော်စီလေးလောက်သတော်ပဲစီလေးလောက်အနာလေးတွေပေါက်လာတယ်နောက်တော့ဥရှိသီးကြီးလောက်ပေါက်လာပြီးတော့ပုတ်ရည်ပြီးတော့ဘယ်သူမှပြုစုမဲ့လူမရှိအဲ့ဒါအရင်ဘဝကသူကငှက်မှုတ်ဆိုဖြစ်ပြီးတော့တိလပျက်စီးတာပေါ့နော်ကိုယ့်ရဲ့ဘဝကိုတမယိုးကြနီးတွေနဲ့စိတ်ထင်တိုင်းကျဲပြီးတော့ရင်ဆိုင်ခဲ့တာပေါ့ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်တဲ့နီးတွေကအမျိုးမျိုးရှိတယ်ဗျအရှက်အကြောင်းမရှိတဲ့နီးနဲ့ရင်ဆိုင်ရင်လည်းရတယ်နော်ဘဝရဲ့အခက်အခဲတွေကိုနော်အရှက်အကြောင်းဥစည်းပြီးတော့ရင်ဆိုင်မယ်ဆိုရင်လည်းရတယ်ဒါပေမဲ့အရှက်အကြောင်းနဲ့ရင်ဆိုင်တော့နည်းနည်းခက်တယ်တဲ့မြတ်စွာဘုရားကအရှက်အကြောင်းမရှိဘူးရရင်ပြီးတော့ကြီးရဲများလို့ပေါ့ကာကတူရေနဒန္တိနာနော်ကြီးတွေကအရှက်မရှိဘူးသူတို့စားရပြီးတော့ထိုးချလိုက်တာပဲအဲ့လိုမျိုးအသက်မွေးဝမ်းကြောင်းမှုပြုမယ်ဆိုရင်တော့လွယ်တယ်ပေါ့ဟုတ်ရဲ့လားလွယ်တယ်နော်ဒါမြတ်စွာဘုရားတော့တိတိကျကျဟောတာပဲရပြီးရောဆိုတာမျိုးလုပ်မယ်ဆိုရင်တော့အသက်မွေးလွယ်ပါတယ်တဲ့တရားပေါင်းအတွင်းကနေအရှိကြည့်ပြီးတော့ကိုယ်တဘဝတည်းမကြည့်ဘဲနဲ့တတန်တရားလုံးကြည့်ပြီးတော့ချောမောအောင်လုပ်မယ်ဆိုရင်တော့နည်းနည်းခက်ခဲတယ်ဒါကတော့ကောင်းတဲ့တရားတွေကခက်ခဲစမြဲပဲလေဟုတ်ရဲ့လားအေးအဲ့ဒီငှက်မှုဆိုတာသူ့ရဲ့ဘဝကိုအလွယ်နည်းနဲ့ဖြေရှင်းတာပဲသူကသားကျွေးမှုမရကျွေးမှုပြဿနာရှိမယ်နော်အဲ့ဒီပြဿနာကိုသူကအလွယ်နည်းနဲ့သာသူဖြေရှင်းလိုက်တာပဲသူ့ဘဝမှာမဟုတ်ဆိုးဖြစ်မှအသက်ရှင်မှာတော့မဟုတ်ပါဘူးဒီပြင်လုံးနဲ့လုံးရင်လည်းပဲဒါအသက်ကတော့ရှင်းနိုင်ပါတယ်သို့တော့သူဒီလမ်းကိုရွေးလိုက်တာပဲရွေးတော့ဘာဖြစ်တော့ငှက်မှုဆိုးဖြစ်တယ်ဟုတ်လားအဲ့ဒီတော့ငရဲကြရတယ်ဒီဘဝဘာဖြစ်တော့ယဟန်ဖြစ်တာတောင်မှအနာကြီးတွေလာပေါက်ပြီးတော့ဒုက္ခအကြီးကျယ်ရောက်တယ်ဒါမဲ့လို့သူယဟန်နာဖြစ်တယ်ဘာလို့ယဟန်နာဖြစ်တုံးဆိုတော့အဲ့ဒီငှက်မှုဆိုးဘဝတုန်းကယဟန်နာအရှင်မြတ်တစ်ပါးကိုစေနာထက်ထက်တန်တန်နဲ့နော်စွမ်းကွမ်းသူလှူတယ်တပိတ်နဲ့အပြည့်သူ
သူမှအတိရှိတယ်ဆိုတာတော့သိရတယ်နော်ဒါလှူရင်တန်းတဲ့အတိကောင်းကျိုးရမယ်ဆိုတဲ့အတိသူ့မှာရှိတယ်စိတ်ထဲကလည်းပဲအရှင်ဘုရားတို့သိတဲ့တရားသိပြရစေလို့သူဆုတောင်းသေးတယ်အဲ့ဒီဆုတောင်းလေးကိုကြည့်ပြီးတော့လည်းပဲသူဟာဉာဏ်ပညာအစဉ်အတန်းမနှိမ်ဘူးလို့လည်းသိနိုင်တယ်လှုပ်လို့တာမဟုတ်ဆိုးအလုပ်ကိုလုပ်နေတာအခုမျက်မှောက်လောကမှာလည်းရှိတယ်နော်အသိဉာဏ်တချို့သိပြီးတော့မနှိမ်ကြဘူးဒါပေမဲ့အသက်မွေးဝမ်းကြောင်းမှုမတရားတာတွေလုပ်တာမျိုးမရှိဘူးလားရှိတယ်ဒါသူတို့ရဲ့လောဘကိုသူတို့မလွန်ဆန်နိုင်တာပေါ့ဟုတ်ရလားအေးအဲ့ဒါလို့ဒါနကောင်းမှုသူပြုခဲ့တော့ဒီဘဝမှာသူယဟန္တာဖြစ်တယ်အဲ့တော့ဦးဇင်းတို့ပြောချင်တာကသီလတော့သူပျက်စီးခဲ့တယ်သီလပျက်စီးလို့လည်းသူပေးဆက်ရတယ်သို့တော့ဒါနကောင်းမှုပါတဲ့အတွက်ကြောင့်အဲ့ဒီဒါနတွေသူ့ရဲ့အာကိုရအဖြစ်နဲ့ဒီဘဝရောက်တော့အရဟတမဉာဏ်အရဟတဖို့ဉာဏ်ကိုရမသွားစေဘူးလားရသွားသေးတယ်ဒါနကောင်းမှုကသူ့ကိုအထောက်အကူပြုတာပေါ့အဲ့တော့ပြောနေတာကတချို့ကလည်းပဲအမြင့်တဲ့အမှတ်ရနိုးနိုးဟုတ်လားဒါနကိုအထင်သေးတာမျိုးလည်းရှိလို့ဒါဥစဉ်တို့ကဒီဟာလေးကိုထုတ်ပြတာနော်သီလပျက်စီးခဲ့တဲ့လူတစ်ယောက်ပြင်မဲ့လို့ဒါနနဲ့ပြည့်စုံခဲ့တော့ဒါနရဲ့အကျိုးပေးကိုသူရတယ်အဲ့ဒါလိုပဲသီလပြည့်စုံမယ်ဆိုရင်ရောပို့ပြီးတော့အကျိုးပေးမရပြီဘူးလားပြောချင်တာကကိုဆုံးမလို့ဒါနတို့သီလတို့ဘာဝနာတို့ဖြစ်တိုင်းဒါဒီကိုယ့်အတွက်အားကိုးရာအစစ်ဆိုတာကိုပြောချင်တာကျန်တာကတော့ပိဿပေါင်းသူတော်ကောင်းတို့ထားခဲ့ရမှာကြီးပဲနော်တကယ်အခက်အခဲမတွေ့ခင်မှာပဲအားကိုးရာလို့ဖြစ်တာအပေါ်ယံပြဿနာလေးတော့ကိုပဲရှင်းနိုင်တာပါတကယ်တမ်းတွေ့ကြည့်ပါပစ္စည်းဥစ္စာတွေရှိတယ်တတ်ထားတဲ့ပညာတွေရှိတယ်လူဘဝရဲ့ပြဿနာတွေဆိုတာအင်မတန်များတယ်ဗျနော်အဲ့ဒီပစ္စည်းဥစ္စာတို့လောက်နဲ့တတ်ထားတဲ့ပညာလောက်နဲ့တော့ပြည်လည်အောင်မရှင်းနိုင်တာသိကြတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားအလုံးကိုသိတယ်အလုံးကိုမြင်တယ်ပြည့်ပြည့်စုံစုံညွှန်ကြားထားတာကိုလေ့လာပြီးတော့လိုက်နာကျင့်သုံးတာအကောင်းဆုံးနည်းပဲဟုတ်ရဲ့လားဒါကြောင့်တကယ်အားကိုးရအစစ်ကိုရကြရင်တော့ကိုကောင်းကောင်းဆုံးမဖို့လိုမယ်တဲ့ဟုတ်လားဆုံးမရင်ဒါနရမယ်သီလရမယ်ဘာဝနာရမယ်အဲ့ဒီတက်ကဦးဇင်းတို့ဦးစားပေးပြောချင်တာကယခုနကလည်းနည်းနည်းပြောခဲ့ပြီနော်စိတ်ရမူရင်းအကျင့်ကြီးကအာယုန်နေနဲ့တွေ့တိုင်းလောဘသို့မဟုတ်ဒေါသဖြစ်တယ်ဘာလို့ဖြစ်တုံးဆိုတော့ကိုကပမာဒမေ့လျော့နေတာကိုဒီအာယုန်တွေဟာကြိုက်เสียကောင်းလားကြိုက်เสียမကောင်းလားအာယုန်တွေရဲ့သဘောဟာဘလို့ရှိတယ်လဲလို့ကိုကစူးစမ်းတဲ့သဘောတတိထားတဲ့သဘောကိုမှဘာမှမရှိဘူးတွေ့တယ်လို့ပဲရင်ဆိုင်လိုက်တာအဲ့တော့ကြိုက်တဲ့အာယုန်ကကိုကိုလောဘဖြစ်အောင်လှုပ်သွားတယ်လို့ပဲနော်မကောင်းတဲ့အာယုန်ကကိုကိုဒေါသဖြစ်အောင်လှုပ်သွားတယ်လို့ပဲကိုရဲ့ဘဝရဲ့ယုံညံ့တဲ့စိတ်တွေဖြစ်တာကအာယုန်တွေရဲ့လက်ထဲမှာရှိနေတယ်လို့ပဲဟုတ်လားအဲ့ဒါကိုကိုကကောင်းကောင်းဆုံးမပြီးတော့လိမ္မာရင်ကြီးအောင်ကြိုးစားမယ်ဆိုရင်ဘာဝနာတရားမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ဦးဇင်းတို့ကဒါကိုကြိုးစားပြီးတော့ပြောတာနော်စိတ်ဝင်စားမှုတော့ရှိသေးခြင်းနဲ့ဟုတ်လားဒါကြောင့်ကိုယ်ဒီသာရင်ကိုယ့်အတွက်အားကိုးရာကိုယ်ကလွဲလို့တခြားသောသူတွေကကိုယ့်အတွက်အားကိုးရာမဖြစ်နိုင်ဘူးကိုယ့်အတွက်အားကိုးရာကိုကိုယ်တိုင်လုံးရမှာမှုလို့ကိုဟာကိုယ့်ရဲ့အားကိုးရာလို့ပြောတာဆိုရင်လည်းအဓိပ္ပာယ်ရှိတယ်ကိုယ့်အတွက်အားကိုးရာကိုသူများလုပ်ပေးနိုင်မလားလုပ်မပေးနိုင်ဘူးဗျဟုတ်ရလားအေးအဲ့ဒါလို့လုပ်တဲ့နေရာမှာလည်းပဲအကောင်းဆုံးအားကိုးရာကိုရကျင်တယ်စိတ်အချရဆုံးအားကိုးရာကိုရကျင်တယ်ဆိုရင်တော့ကောင်းကောင်းဆုံးမလိုက်ဖို့ပါပဲတဲ့ဒါလေးကိုပဲထပ်ပြောရင်နော်အဲ့တော့တရားကောင်းစဉ်တတ်ထားတာကဘယ်လိုတတ်ထားတာတော့အားကိုးရာကိုဘယ်လိုရှာမလဲတဲ့အဖြေရပြီလားကောင်းကောင်းဆုံးမသောအဖြစ်အားကိုးရာကိုရနိုင်တယ်ဒါပဲနော်ဒါကြောင့်ပိဿပေါင်းတော်တော်တို့ဉာဏ်ရှိတဲ့လူတွေပါနော်ဥစဉ်တထွာပြရင်တလံမြင်မဲ့လူတွေပါဟုတ်လားကိုဒါနဖြစ်အောင်ဆုံးမရမယ်သီလဖြစ်အောင်ဆုံးမရမယ်သမာဓိပညာတွေဖြစ်အောင်ဆုံးမရမယ်ဒါဆိုလို့ရှိရင်အားကိုးရာကိုမရဘူးလားရတယ်အဲ့တော့ဒီဒေသနာလေးကိုဟောရခြင်းရဲ့အကြောင်းတရားကိုပြောမယ်ဆိုရင်ဒီဒေသနာလေးကပို့ပြီးတော့အဓိပ္ပာယ်ဆက်ဆက်မှုပိုရှိသွားမယ်ဟုတ်လားဒီဒေသနာကိုမြတ်စွာဘုရားဘာကြောင့်ဟောတယ်လဲဆိုတော့ဦးဇင်းတို့ရှင်ကုမာရကတ္တပဆိုတာပိဋကတို့ကြားဘူးတယ်နော်ရှင်ကုမာရကတ္တပဆိုတာမြတ်စွာဘုရားလက်ထက်ကစံကြယ်တဲ့တရားစကားကိုဟောတဲ့နေရာမှာဣတတဲ့ရရှင်ကုမာရကတ္တပတဲ့အဲ့ဒီရှင်ကုမာရကတ္တပရဲ့အမေကိုအကြောင်းပြုတ်ပြီးတော့ဒီဂါထာလေးကိုဟောတာအဲ့ဒီဒကမာကြီးရဲ့အကြောင်းဒီတရားကိုဟောတော့အဲ့ဒီဒကမာကြီးကသူကဘိက္ခုနီမဖြစ်သွားပြီသူ့ဘဝဇာတ်ကြောင်းလေးကနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်အကျဉ်းမြင့်လေးတော့ပြောမယ်နော်ပြောမှလည်းပဲရှေ့တရားနဲ့ကလိပ်ပတ်လေမှာဟုတ်လားဒီဘိက္ခုနီမဖြစ်မဲ့ကလေးမကဦးဇင်းတို့ရာဇဂိုမြို့ကတထေသမီးတယောက်ပဲအသိဉာဏ်ပညာနဲ့ပြည့်စုံတယ်ငငယ်တည်းကစပြီးတော့မြတ်စွာဘုရားရဲ့သာသနာကိုကြီးညိုတယ်
အဲ့တော့သူကတူရီသောသမီးပဲအဲ့တော့သူကစဉ်းစားတယ်ဘဝတန်တရားဆိုတာဆင်းရဲတယ်မြတ်စွာဘုရားရဲ့သာသနာကိုအမိပြုပြီးတော့ဆင်းရဲတဲ့တန်တရားဘုကလွတ်အောင်ငါဘိက္ခုနီမဝတ်မယ်လို့သူကအဲ့လိုစဉ်းစားတယ်ဒါသူ့မှာပါရမီပါလာတာပေါ့အဲ့ဒါနဲ့အမေဖေကိုတောင်းပန်တော့အမေဖေကတူရီသောသမီးဆိုတော့ဘယ်လိုမှခွင့်မပြုဘူးခွင့်မပြုတော့ကိုင်းအဲ့လိုဆိုရင်အမေဖေစိတ်ဆင်းရောက်တယ်ငါမလုပ်ဘူးငါအိမ်တော်ရသားကြပြီဆိုတော့မှငါရဲ့အရှင်သခင်လည်းယောက်ျားကိုတောင်းပန်ပြီးတော့ဘိက္ခုနီမဝတ်ရမှာပဲလို့သူအဲ့လိုတစ်ထစ်လျှော့လိုက်တယ်အဲ့ဒါသူအရွယ်ရောက်လာတော့အဖေအမေကအမျိုးတူအဆင့်တူတထေးသားတစ်ယောက်နဲ့ပေးစားတယ်အဲ့ဒီမှာသူလည်းယောက်ျားအိမ်ကိုလိုက်ရတယ်တနေ့တော့ရာဇကြုံမြို့မှာပွဲလန်းနက္ခတ်ပွဲသဘင်နောက်တောင်ထိပ်နက္ခတ်ပွဲသဘင်လို့ဆိုတယ်အဲ့ဒါလူတွေယုံနဲ့တမျိုးလုံးပွဲလန်းသဘင်ပျော်ပွဲရှင်ပွဲဆိုတော့သိစီကားတာပေါ့အဲ့ဒါသူကတော့သူ့ကိုယ်သူဖိလိမ့်ပြင်ဆင်တာတွေဘာမှသိမရှိဘူးအဲ့ဒီဟာကိုလည်းသူစိတ်မဝင်စားဘူးလူတွေကိုပဲသူကပြတ်သက်ထက်ကနေလှမ်းပြီးတော့တွေ့ကြီးကြည့်နေတယ်သူ့စိတ်ထဲကဘလို့စဉ်းစားလဲဆိုတော့ရှိတာလူတွေအင်မတန်တန်ဖိုးရှိတဲ့ကိုယ့်အတွက်အကျိုးရှိမဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီဘဝဒီအချိန်ကိုဘာမဟုတ်တဲ့အလုပ်တွေနဲ့ဖြုံးပြီးပြစ်နေကြတယ်လို့သူကအဲ့လိုစဉ်းစားတာဟုတ်လားအဲ့လိုစဉ်းစားပြီးတော့သူ့စိတ်ထဲမှာတန်ဝေကပဲရနေတယ်အဲ့ဒါကိုလင်ယောက်ျားဖြစ်တဲ့လူကတနေရာကနေအကြာကြီးကြည့်နေတယ်တော်တော်သူစဉ်းစားနေတယ်တွေးနေတယ်သူမြင်တယ်နော်အဲ့ဒါနဲ့ရှင်မမင်းဘာတွေစဉ်းစားနေတာတော့ဒီလူတွေကြည့်ပြီးတော့စဉ်းစားနေတာတဲ့ကြည်သံမသေးတော့ပဲအတိုင်းတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ပိုင်ခွင့်ရှိတဲ့အချိန်တွေကိုအချီးနီးအလဟတ်တဖြုံးနေကြတာသူအဲ့လိုပြောပြတာသူပြောတာတွေကအများကြီးပဲဦးဇင်းကတရားရှိမှဆိုလို့နော်သူပြောတာတွေကတန်ဝေကစကားတွေအများကြီးပြောတယ်ပြောတော့မှလင်ယောက်ျားကမင်းဒီလောက်တတိတန်ဝေကားတွေရနေရင်ဘာဖြစ်လို့အိမ်အောင်ပြုလဲတဲ့မင်းဘိက္ခုနီမဝတ်ပါလားပေါ့အဲ့ဒီမှာသူလိုချင်တဲ့စကားကရောက်လာတယ်နော်အရှင်သာတဲ့တောင်းပန်ခဲ့တယ်တဲ့မိဘနှစ်ပါးကိုဒါပေမဲ့လို့ခွင့်မပြုလို့ဆိုပြီးတော့သူ့အကြောင်းကိုရှင်းပြပြီးတော့အရှင်သာခွင့်ပြုမယ်ဆိုရင်ဒီကနေ့ပဲဝတ်ချင်ပါတယ်အဲ့ဒီမှာအမျိုးကောင်းသားကလည်းပဲဟိုသဘောထားကြီးတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ကောင်းပြီဆိုပြီးတော့အဲ့ဒါသူ့ရဲ့ဇနီးကိုရွှေထန်းစင်ပေါ်တင်ပြီးတော့ကိုပို့တာဗျာကျောင်းတော်ကိုသိလားအဲ့ဒါကျောင်းတော်ပို့ပြီးတော့ဘိက္ခုနီမဝတ်လိုက်တယ်နည်းနည်းကန်ဆိုးရင်တော့သူဘိက္ခုနီမဝတ်တဲ့အဖွဲ့အစည်းကရှင်ဒေဝရတ်ရဲ့အတိုင်းဝိုင်းဖြစ်နေတယ်အဲ့ဒါသူနောက်ကြမှာသူသိရတယ်နောက်ထပ်သူမသိတဲ့အချက်တစ်ချက်ကသူ့ရဲ့ဝမ်းပိုက်ထဲမှာပရိသေတွေပါသွားတယ်ဆိုတာသူမသိဘူးအဲ့ဒါဘိက္ခုနီမဘွားရောက်တော့အဲ့ဒီကိုဝင်ကတရပိတရထင်ရှားလာတာပေါ့ထင်ရှားလာတော့ဘိက္ခုနီမအချင်းချင်းဒါဘလို့ဖြစ်တာတော့ဘလို့ဖြစ်တာလဲတော့ငါမသိဘူးတဲ့ငါသီလကတော့စင်ကြယ်ပါတယ်တဲ့အဲ့ဒါနဲ့ဘိက္ခုနီမတွေကရှင်ဒေဝရတ်စီကိုတိုင်ကြရောဒီလိုဖြစ်တယ်ဆိုတော့အဲ့ဒီမှာရှင်ဒေဝရတ်ကလည်းအယံကာရောပဲဆုံးဖြတ်ချက်ချတယ်ငါအဖွဲ့အစည်းနာမည်ပြက်လိမ့်မယ်တဲ့ဒါကြောင့်လူချွတ်ပေးလိုက်တဲ့ဟိုကခဲခဲရင်ရင်ရလာတာလွယ်လွယ်ကူကူဘိက္ခုနီမဘွားကိုရတာမဟုတ်အဲ့ဒီတော့ဘာပြောလဲဆိုတော့အရှင်ရဲ့သာသနာမှာရည်ရွယ်ပြီးတော့ယဟန်ပြုတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာရည်ရွယ်ပြီးတော့ယဟန်ပြုတာဒါကြောင့်လွယ်လွယ်ကူကူရခဲ့တဲ့ဘဝမဟုတ်ပါဘူးအဲ့လိုအယံကာရောမဆုံးဖြတ်ပါနဲ့ရှင်ဒေဝရတ်ရဲ့ဆုံးဖြတ်ချက်ကအမြင့်ကနေကြောက်တုံးကိုလှိမ့်ချတဲ့နေရာမှာဘေးဘီကိုမကြည့်ဘဲနဲ့ဘဇုထိပြီးဆိုပြီးချလိုက်တဲ့သဘောမျိုးပဲတဲ့ဓမ္မပဒထက္ကရာထဲမှာအဲ့လိုဥပမာပေးထားတယ်သိလားအဲ့လိုဆုံးဖြတ်ရင်ထိခိုက်ခံရတဲ့ပုဂ္ဂိုလ်တွေဘက်ကကြည့်ရင်အလွန်မနစ်နာဘူးလားနစ်နာတယ်အဲ့ဒါနဲ့ဘိက္ခုနီမလေးကတောင်းပန်တော့ငါ့ကိုမြတ်စွာဘုရားကြီးပို့ပါလို့တောင်းပန်တော့တခြားသောဘိက္ခုနီမလည်းတနာတော့အဲ့ဒါမြတ်စွာဘုရားကြီးကိုပို့တဲ့အခါကျတော့မြတ်စွာဘုရားကြီးရောက်တဲ့ခါကျတော့မြတ်စွာဘုရားကသိတယ်ဒီကိုဝင်ဟာလူဘဝတုန်းကရခဲ့တဲ့ကိုဝန်းဆိုတာသိတယ်ဒါပေမဲ့လို့အများတန်တရားရှင်းဖို့လိုတယ်ကိုသိပေမဲ့လို့ဒီတိုင်းကြီးမဆုံးဖြတ်ဘူးမြတ်စွာဘုရားအမြင်အင်မတန်ကျဲတယ်သိလားအဲ့ဒီမှာဝီနီးအရာမှာဣတရက်ရတဲ့ရှင်ဥပါလိမထေရကိုဒီအမှုကိုလွှဲတယ်နော်ဒီဘိက္ခုနီမလေးရဲ့အမှုကိုလွှဲတယ်အဲ့ဒီမှာရှင်ဥပါလိကလည်းသိတယ်ယဟန္တာပဲသူသီလစင်ကြယ်တယ်ဆိုတာသိတယ်ဒါပေမဲ့အများသိအောင်လုပ်ဖို့လိုတယ်ဆိုတာကိုနားလေတယ်ပိဋကရေတခါတလေမှအများသိဖို့လိုတယ်ဆိုတဲ့ကိစ္စကအရေးကြီးတယ်နော်အရေးကြီးတယ်နော်ကိုတယောက်တည်းဟုတ်နေုံမျှနဲ့မပြီးသေးဘူးအများစိတ်ထဲမှာတန်တရားရှင်းဖို့ဆိုတာလိုတယ်တန်တရားမရှင်းရင်အများမှာအကုသိုလ်ဖြစ်မယ်သူတော်ကောင်းတွေဟာသူများကိုအကုသိုလ်ဖြစ်တာကိုမလိုလားဘူးဟုတ်ရဲ့လားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့
ရှင်ဥပါလိကမြို့ရဲ့မျက်နှာဖုံးဖြစ်တဲ့ဝိသခါတို့အနာရပင်တထေးရဲ့ဒကမာကြီးတို့အဲ့ဒါလို့ပေါ့မန္လိကာတို့နော်အကုန်လုံးခေါ်ပြီးတော့ဒီကိုဝင်ဟာဘယ်တော့မှရတဲ့ကိုဝင်လေလို့ဝိသခါเจ้าမကြီးကိုပဲအဓိကအပ်တာပါပဲအဲ့ဒီမှာဝိသခါเจ้าမကြီးကလုံုံတဲ့အခန်းထဲခေါ်ပြီးတော့တိတိကျကျမေးတာမေးတော့မှဒါလူဘဝတုန်းကဘေကုဏီမမိုးခင်တုန်းကရခဲ့တဲ့ကိုဝန်လို့အဖြေပေးတယ်အဲ့ဒီမှာရှင်ဥပါလိကအဲ့ဒါလို့ဆိုရင်သီလဝိသုဒ္ဓိသီလစင်ကြယ်တယ်လို့အမှုကိုဆုံးဖြတ်တယ်အဲ့ဒါနဲ့သူသာသနာတော်မှာဆက်ပြီးတော့နေရတယ်ပေါ့ဒီလိုနဲ့နေ့စေ့လာတော့သားယောက်ျားလေးဖွာတယ်နော်သားယောက်ျားလေးဖွာတယ်အင်မတန်ရုပ်ဆင်းကတင့်တယ်အဲ့ဒါရှင်ကုမာရကတ္တဗဖြစ်လာမဲ့သူငယ်ပါပဲနော်အဲ့ဒီကလေးလေးတကယ်ရက်သားကလေးလသားကလေးနော်အင်မတန်ငိုတဲ့အရွယ်လေးပေါ့နော်အဲ့ဒီအချိန်မှာတနေ့ကောသလရှင်ဘုရင်ကကျောင်းတော်ရောက်လာတော့ဟာဘိက္ခုနီမကျောင်းနေတွေကကလေးငိုတန်ကြားရတယ်ဒါပါလေအဲ့ဒီမှာအကျိုးအကြောင်းရှင်းပြတော့အရှင်မတွေမှာပင်ပန်းလိမ့်မယ်တဲ့သူတို့နဲ့ကလေးငိုတန်နဲ့မတင့်တော်ဘူးဆိုပြီးတော့အဲ့ဒီကလေးကိုသူမွေးစားမယ်ဆိုပြီးတော့နန်းတော်ကိုခေါ်သွားတာကောသလမင်းကြီးကနော်နန်းတော်ရောက်တော့အဲ့ဒီအားလေးကိုမင်းသားတို့ရဲ့အဆောင်အယောင်နဲ့မွေးသားတာပေါ့အဲ့ဒါလိုနဲ့ဒီကလေးက5 6နှစ်သား9နှစ်သားအရွယ်လောက်ရောက်လာတော့သူ့အမေဘယ်သူလဲလို့သူမေးတယ်နော်ဒီပြင်ကလေးတွေနဲ့ရံဖြစ်တော့ကစားကြတော့ဟဲ့အမိမဲ့သားဘာသားဆိုတော့သူကမခံကျင်တော့ဘုရင်ကြီးကိုမေးတယ်မေးတော့ဘုရင်ကြီးကလည်းလွယ်လွယ်ပဲအဲ့ဒီမောင်မတွေဟာမဲအမေတွေပဲအမေဆိုတာတယောက်ရှိတာအဲ့တော့ဒီကလေးကိုလှည့်စားလို့မရဘူးဆိုဘုရင်ကြီးကအမှန်တိုင်းပြောလိုက်တယ်မင်းအမေကဘိက္ခုနီမပဲတဲ့အဲ့ဒီတော့ကလေးကဘလို့အကြောင်းကြောင့်တော့မသိဘူးအင်မတန်ထိတ်လန့်တဲ့တန်ဝေကကိုရတယ်လို့ဆိုတယ်ကြည်သာဘဝတန်တရားဖြစ်ရှင်လို့ဖြစ်နေတယ်ပေါ့သူစိတ်ထဲမှာအဲ့ဒါနဲ့မြတ်စွာဘုရားဒီမှာသူရှင်သာမဏေပြုကျင်တဲ့အကြောင်းဘုရင်ကြီးကိုတောင်းပန်တယ်9နှစ်သားလေးကအဲ့ဒါဘုရင်ကြီးကလည်းကောင်းပြီဆိုပြီးတော့ဝတ်ပေးလိုက်တာပဲကိုရင်လေးဝတ်ပေးလိုက်တယ်ဟိုမှာလာသားလေးဘဝတည်းကစပြီးတော့ဒီသားကိုဘုရင်ကြီးကခေါ်သွားကြတဲ့ကစပြီးတော့စိတ်မချမ်းသာဖြစ်နေတာကအမေဖြစ်တဲ့ဘိက္ခုနီမကလုံးဝစိတ်မချမ်းသာဘူးကိုရင်လေးကိုသူများယူသွားတာဘယ်လိုလုပ်စိတ်ချမ်းသာမလဲဟုတ်ရလားအဲ့ဒီတော့တရားသဘောနဲ့ရင့်ကျက်တဲ့ဆိုပေမလို့ရင်သွေးဆိုတဲ့တန်ရောစဉ်နဲ့ပတ်သက်လာရင်တော့ तू မရင့်ကျက်နိုင်ဘူးပေါ့အဲ့ဒါနေရှိသေးရဲရှိသေးဒီသားကိုပဲ तू အမှတ်ရနေတယ်အဲ့ဒါဒီနေ့တော့သားကအကြောင်းကိုကိုရင်လာဝတ်တဲ့ဆိုတည်တော့ तू စိတ်နည်းနည်းတက်တာရတယ်အဲ့ဒီလိုနဲ့မြတ်စွာဘုရားကလည်းနည်းနည်းကရုဏာပို့တယ်ပေါ့လေလောကီပြောလေးပြောရရင်ဟုတ်လားစားစရာလေးပါလေးမုံလေးပါလေးပို့ရင်ဟဲ့ကတ္တမကိုပေးလိုက်စမ်းဘယ်ကတ္တမတုံးဖေမင်းသားလေးကဖြစ်လာတဲ့ကတ္တမကုမာရကတ္တမအဲ့ဒါနဲ့သူ့ရဲ့နာမည်ကကုမာရကတ္တမလို့ဖြစ်တယ်တဲ့ဟုတ်လားဒီလိုနဲ့ဒီကိုရင်ကတဖြည်းဖြည်းကြီးလာပြီးတော့ယဟန်ဖြစ်အဲ့ဒီမှာရှင်ကုမာရကတ္တမရေလို့ဖြစ်အဲ့ဒါတရားအထုတ်တော့တရားတို့ကတော်တော်နဲ့မရတော့မြတ်စွာဘုရားကြီးကနေကမ္မထန်တရားတောင်းပြီးတော့အန္တဝံတောအုပ်ထဲကိုဝင်သွားတာတောထွက်သွားတယ်လို့ပဲဆိုကြပါစို့အဲ့ဒီအချိန်ကစပြီးတော့ဒီမအေကဒီသားကိုမတွေ့ရတော့နော်အဲ့ဒါသူအင်မတန်လွမ်းဆွတ်တယ်သားကိုအင်မတန်တတိရတယ်သားဒီဟူသောတောကနဲ့အချိန်ကုန်တယ်အဲ့ဒါသားကတောထဲမှာနော်အန္တဝံတောထဲမှာအဲ့ဒါလိုနေတာသူယဟန္တာဖြစ်တဲ့အချိန်ထိဆိုရင်12နှစ်တောင်ကြာတယ်လို့ဆိုတယ်အဲ့ဒါရှင်ကုမာရကတ္တဗယဟန္တာဖြစ်ပုံကလည်းစိတ်ဝင်စားစရာကောင်းတယ်ဗျနော်စိတ်ဝင်စားစရာကောင်းတယ်သူယဟန္တာဖြစ်ပုံကသူ့ရဲ့မိတ်ဆွေဗြဟ္မာကြီးရှိတယ်သူကတော့မသိပါဘူးဦးဇင်းတို့ကတ္တဗမြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာယဟန်တော်9ပါးတောင်ထိပ်ပေါ်ကိုတက်ပြီးတော့တရားအထုတ်ကြတယ်ဆိုတာကြားဘူးတယ်မဟုတ်လားဟိုကျိုးလေကားလိုဟာမျိုးနဲ့တက်သွားတယ်ပုပ်ပန်းတောင်ကလလိုဟာမျိုးပေါ့ပြန်ဆင်းလို့မရတဲ့အနေအထားလှေကားမရှိရင်အဲ့တော့တောင်ထိပ်ရောက်ပြီဆိုတော့လှေကားကိုဖြုတ်ချပစ်လိုက်တယ်တရားတို့ရရင်ရမရရင်အသေးအဲ့ဒါတော့သူတို့မှယုံကြည်မှုပြင်းထန်တယ်ပေါ့နော်အဲ့လိုတရားအထုတ်တော့တပားကယဟန္တာဖြစ်တယ်ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကဇံပင်ညင်မာရတော့ကျန်တဲ့6ပါးကိုငါရှင်တို့သင်တို့ဘာမှမစိုးရိမ်နဲ့သင်တို့ကငါဆွန့်ခံကြွေးမယ်အေးအေးစီစီတရားဓမ္မကိုကြိုးစားကြအဲ့တော့ကျန်တဲ့6ပါးကလက်မခံဘူးဗျာအဲ့ဒီဂတိတို့တက်လာတော့ကမပါဘူးတဲ့အရှင်ဘုရားဘာသူချမ်းသာရာကိုကြွပါတဲ့ဒါကြွသွားရောနောက်တစ်ပါးအနာဂံဖြစ်တယ်ဇံရတာပဲအဲ့ဒီအနာဂံမထေကလည်းပဲအဲ့ဒါလိုပဲဆွန့်ခံကြွေးမယ်လို့ပြောတယ်ကျန်တဲ့5ပါးကလက်မခံဘူးခေါင်းမာတယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီအနာဂမထေမြတ်ကလည်း
ချမ်းသာရာကြွသွားရောအဲ့ဒီအနာဂံမထေသုတိစိတ်ကြတော့သေတော့အဲ့ဒါဗြဟ္မာဖြစ်တာပဲကျန်တဲ့၅ပါးကတော့ဘာတရားထူးမှမရပဲနဲ့အဲ့ဒီဘဝမှာပြန်တော်မူကြရတာပေါ့အဲ့ဒီ၅ပါးတည်းကတပါးပဲရှင်ကုမာရကတ္တပကအဲ့ဒါဗြဟ္မာကြီးကသူကငါတငယ်ချင်းယဟန်နေဘယ်ရောက်နေတော့သူကအခါအားလျော်စွာကြည်တယ်ဦးဇင်းတို့ဘာဟိယဓာတုစရိယဆိုရင်လည်းပဲဒါသူတငယ်ချင်းမှာပဲเนาะအဲ့ဒီအနာဂံဗြဟ္မာကြီးကလာပြီးတော့တတိပေးလို့သူလည်းပဲမြတ်စွာဘုရားဒီပြေးလာပြီးတော့တရားထူးရတာပေါ့ဒိဋ္ဌိဒိဋ္ဌမတ္တံဒေသနာတော်ကိုနာပြီးတော့ကြားဘူးတယ်မို့လားအေးအခုရှင်ကုမာရကတ္တပကိုလည်းပဲတရားထူးရဖို့အတွက်အဲ့ဒီဗြဟ္မာကြီးကပံ့ပိုးအောင်မယ်ဟုတ်လားဘယ်လိုပံ့ပိုးမှလဲဆိုတော့ရှင်ကုမာရကတ္တပတရင်သုံးတဲ့အန္တဝံတောဥတဲကိုရောက်လာပြီးတော့အဲ့ဒီဗြဟ္မာကြီးကပြဿနာမေးတာအယောင်ဝါဒီထွန်းလင်းစွာဖန်ဆင်းပြီးတော့ပြအဲ့သူသိတယ်ဗြဟ္မာမန်းသိတယ်ရှင်ကုမာရကတ္တပကအဲ့ဒီမှာယဟန်ဆိုပြီးတော့ပြဿနာ15ချက်မေးတယ်အဲ့ဒီပြဿနာတွေရှင်ကုမာရကတ္တပမဖြေနိုင်ဘူးဆိုတာလည်းသိတယ်မဖြေနိုင်တော့ဘူးဆိုတော့မှမြတ်စွာဘုရားဒီသွားမေးအဲ့ဒီမှာမြတ်စွာဘုရားဖြေတော့မှတရားထူးရမယ်ဆိုတာကိုသိလို့ဒီဗြဟ္မာကြီးကအဲ့ဒီပြဿနာတွေကိုလာမေးတာအဲ့ဒီပြဿနာ15ချက်ရဲ့အဖြေကိုဦးဇင်းတို့ဝမ္မိကသုတ်တံဆိုပြီးတော့သာသနာတော်မှာထင်ထင်ရှားရှားသံဃာယနာတင်ထားတယ်တချို့နာဘူးကောင်းနာဘူးလိမ့်မယ်နော်ဝမ္မိကဆိုတာကတောင်ပိုကြီးလို့အဓိပ္ပာယ်ရတယ်နော်ဗြဟ္မာကြီးကလာမေးတာလေယဟန်တောင်ပိုကြီးတစ်လုံးရှိတယ်နော်တဲ့အဲ့ဒီတောင်ပိုကြီးကနေ့ဆိုရင်မီးဟုံးဟုံးတောက်တယ်ညဆိုရင်မီးဘူးတူဦးထွက်နေတယ်တဲ့အဲ့ဒီတောင်ပိုကြီးထဲမှာဘာတွေရှိလဲဆိုတော့ဘာမှမျက်နှိုးစရာတော့မရှိအဲ့ဒါကိုပညာရှိတဲ့ဆရာကြီးကသူ့ရဲ့တပည့်ကိုဒီတောင်ပိုကြီးကိုတန်လျက်သွားပေါက်တူးပေါ်လေပေါက်ပြအပ်ပြီးတော့မင်းဒီတောင်ပိုကြီးကိုတူးလို့ခိုင်းတယ်တဲ့အတူးတဲ့အခါမှာအဲ့ဒီတောင်ပိုတွေကတကားမင်းတို့ကြီးတွေ့တယ်တဲ့အဲ့ဒီတကားမင်းတို့ကြီးကိုဖယ်ပြစ်လိုက်ဟုတ်လားဆက်တူးနော်အဲ့ဒီမှာတွေ့တာတွေတော်တော်များတယ်မိတဲ့အဲ့ဒါပြောရင်လည်းဝမ္မိကတုတ်ကိုဟောသလိုဖြစ်ပါနဲ့ဆိုရတယ်နော်အေးအဲ့တော့ဦးဇင်းတို့နည်းနည်းတော့ပြောမယ်ဟိုလူငယ်တွေကိုအဲ့ဒီတုတ်တန်ကိုရှားပြီးတော့နာဖို့အဲ့ဒီတုတ်တန်ကိုရှားပြီးတော့လေ့လာခြင်းနဲ့စိတ်ကလေးပေါက်အောင်နည်းနည်းတော့ပြောဦးမယ်ဟုတ်လားတောင်မူကြီးဆိုတာကဒီခန္ဓာကိုယ်ကြီးကိုပြောတာဟုတ်လားဒီခန္ဓာကိုယ်ကြီးဟူသောတောင်မူကြီးနေမှာမီးဟုံးတောက်တယ်ဆိုတာကနော်ကာယကံဝစီကံမနောကံမှုတွေကံနေအလုတ်တွေကိုလုံနေတာကိုပြောတာနော်အလုတ်တွေကလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့ဘဝမှာများသောအားဖြင့်တော့နော်မေးလျော့ပြီးတော့ပြုကြတဲ့အလုတ်တွေပဲများတယ်ပြောရရင်တော့လောဘဒေါသတန်းတန်းနဲ့လုပ်ကြတဲ့အလုတ်တွေပဲများတယ်ဒါကြောင့်အဲ့ဒီအလုတ်တွေကိုမီးတောက်တယ်လို့ဆိုတာဟုတ်ရလားအေးညမှာမီးဘူးဥတယ်ဆိုတာကငါမနေ့တုန်းကဘယ်သူနဲ့ဘယ်လိုပြောခဲ့တယ်မနေ့ပြန်မှာဘယ်လိုဆက်ပြီးတော့အလုတ်လုပ်မယ်ဖြစ်ခဲ့ပြီးသားအတိတ်ကအကြောင်းတွေရှေ့ဖြစ်ချင်နေတဲ့အနာဂတ်အကြောင်းတွေအဲ့ဒီအတိတ်အနာဂတ်နဲ့ပတ်သက်ပြီးတော့တွေးနေတာပေါ့ဟုတ်ရလားအတွေးတွေမရှိဘူးလားအဲ့ဒီအတွေးတွေကဘယ်အချိန်မှများသောအားဖြင့်တွေးတုံဆိုတော့အိခါနေဒါတွေးကြတာပါပဲဟုတ်ရနောက်ခန္ဓာကိုယ်ကြီးကနားပြီမလို့စိတ်ကတော့အနာရရှာသေးဘူးပေါ့နောက်ဆုံးပန်းလုံးမကပန်းလို့သာအိပ်ပျော်သွားရှာတာဟုတ်လားအေးအဲ့ဒါလို့ညမှာပါဖြစ်တော့အခိုးလွတ်တယ်ညမှာအတွေးတွေးနေတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားတည်းဟူသောပညာရှိကြီးကဉာဏ်ပညာတည်းဟူသောပေါက်တူးကိုပေးပြီးတော့နော်တန်လျာဝုကလွတ်ကျင်တဲ့တပိတာဝကတည်းဟူသောတပည့်ပေါ့နော်အဲ့ဒါကဒီခန္ဓာကိုယ်တည်းဟူသောတောင်ပေါ်ကြီးကိုလုံလဝရိယနဲ့တူးချွားတယ်ပေါ့ဟုတ်လားဘာလက်နဲ့တူးရမှာလို့ဆိုပညာလက်နဲ့တူးရမှာပေါ့ဉာဏ်ပညာနဲ့အမှန်တိုင်းသိအောင်လုပ်ရမှာပေါ့ဟုတ်လားအေးအဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုတောင်ပေါ်ကြီးနဲ့တင်စားပြီးတော့ပြဿနာ35ချက်လာပြီးတော့မေးတာဟုတ်လားရှင်ကုမာရကတ္တပကိုလာမေးတာပြီးတော့ရှင်ကုမာရကတ္တပကမဖြေနိုင်ဘူးမဖြေနိုင်တော့သင်ရဲ့ဆရာမြတ်စွာဘုရားကိုမေးလေဆိုတော့မှသူမေးတယ်မြတ်စွာဘုရားကြီးသွားမေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီပြဿနာ15ချက်ရဲ့အဖြေကိုဖြေတယ်အဲ့ဒီပြဿနာ15ချက်ရဲ့အဖြေကိုလည်းဖြေလိုက်ကြောအဲ့ဒီရှင်ကုမာရကတ္တပတိအဲ့ဒီဒေသနာမှာလာတဲ့နီးနာနိတ္တယများအတိုင်းကြိုးစားအားထုတ်လိုက်တာအဲ့ဒါအရဟတမေညာအရဟတဖို့ညာကိုရတယ်တဲ့အဲ့ဒီမှာသူယဟန္တာဖြစ်တယ်နော်အဲ့ဒါသူယဟန္တာဖြစ်ပြီဆိုတော့သူ့ရဲ့အမေနဲ့မတွေ့ရတာကနှစ်ပေါင်း12နှစ်ကြာသွားတယ်အဲ့ဒါအမေဖြစ်တဲ့လူကသားဒီဟူသောစိတ်နဲ့ပဲအချိန်ကုန်တယ်ဒီလိုနဲ့တနေ့တော့ရာဇဂြိုဟ်မြို့ထဲမှာသားမိနှစ်ယောက်ဆွမ်းခံကြွရင်းနဲ့တွေ့ကြတာငါသားလေးနဲ့တူလိုက်တာအဲ့တော့နောက်ကနေပြီးတော့လိုက်တယ်
မိခင်ဘိက္ခုနီမကြီးကတော့လိုက်တော့ဟုတ်ပါတယ်ငါသားပါပဲဆိုတော့နောက်ကနေသူခေါ်တာပေါ့သူ့သားကိုခေါ်တော့မထေရကနောက်လှည့်ကြည့်ဩမေတော်ကြီးပါလားအဲ့ဒါနဲ့သူရက်ပေးတယ်အဲ့ဒီမှာလာပြီးတော့ရှ िख ိုးဥရှာတယ်တက္ကမအဲ့ဘိက္ခုနီမကြီးကဆိုသောမျက်ရည်နဲ့သူ့ရဲ့မျက်ရည်တွေကအရှင်မြတ်ရဲ့ဒီဦးဇင်းတို့ခြေပမိုးမှာရွှဲတယ်ပေါ့အဲ့တော့မထေရမြတ်ကစဉ်းစားတယ်ဟောသနာစရာကောင်းလိုက်တဲ့မေတော်ကြီးဒီအချိန်မှာငါဘာလုပ်မလဲသူ့ရဲ့တန်ရောစဉ်တွေကိုငါအတိမတ်ပြုတ်ပြီးတော့တန်ရောစဉ်တွေကိုပဲဆက်ပွားအောင်ငါလုပ်မလားဒါမလုပ်တဲ့ဘူးအဲ့တော့ဒကမာကြီးကိုဒီဘိက္ခုနီမကြီးကိုဒီအချိန်မှာငါချိုးသားတဲ့စကားကိုပြောလို့တော့မသင့်တော်ဘူးဟုတ်ရဲ့လားအဲ့တော့ဒကမာကြီးကငါဆေးကားကြီးတိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဘာပြောလဲဆိုတော့ခက်ထန်တဲ့မျက်နှာနဲ့သိလားဘိက္ခုနီမကြီးယဟန်ပြုလာတာနှစ်ပေါင်းကြာလာပြီတဲ့ဒီချစ်ချင်းတရားလေးတစ်ခုကိုမှမဖြတ်နိုင်ဘူးလားလို့အဲ့ဒါလို့ခတ်မှာပါပြောတာအဲ့မှာမအေးဖြစ်တဲ့လူကသူ့နားသူမယုံနိုင်ဘူးမော့ကြည့်တယ်ငါသားဘာပြောလိုက်တာတော့ဟာခမရယဟန်ပြုနေတာကြာလာပြီဒီချစ်ချင်းတရားလေးကိုမှမဖြတ်နိုင်ဘူးလားထပ်ပြောတယ်အဲ့ဒီတော့ဩငါကသာနေရှိသေးရဲ့ရက်ရှိသေးရဲ့ဒီသားလေးဟူသောစိတ်နဲ့အမြဲတမ်းစိုးရင်ပူဆွေးပြီးတော့ငါနေနေတာသားကမာကြောလာကြီးလားပိဋကရေယူစည်းကြနေတဲ့မျက်ရည်ဟာရက်တယ်သိလားဈေးကတော့စွန့်တယ်နော်စီးကြနေတဲ့မျက်ရည်ရက်တယ်ဟုတ်လားအဲ့ဒါနဲ့သူတွေးလူကြီးစဉ်းစားတယ်သားကခြာကနေလှည့်ပြီးတော့ထွက်သွားပြီလုံလောက်သွားပြီဒီလောက်ဆိုရင်မိခင်ကြီးရဲ့မျက်နှာရည်ကိုကြည့်ပြီးတော့သူကောင်းကောင်းသိတယ်ဟုတ်လားအဲ့ဒါမိခင်ကြီးကသားရဲ့ကြောကိုကြည့်ပြီးတော့သူဆုံးဖြတ်ချက်ကိုကောင်းကောင်းချတယ်ငါတဲ့ငါသားကိုအားကိုးလို့လည်းမရဘူးဟုတ်လားသူမအားကိုးရအစစ်မှန်ကိုရှာခြင်းနဲ့စိတ်အဲ့ဒီမှာပေါ်လာတယ်ဟုတ်လားငါသားကိုအားကိုးလို့မရဘူးအမေအဖေဆိုတာလည်းမရှိတော့ဘူးအဲ့ဒီတော့တကယ်တမ်းတရားဓမ္မတို့ဥယျာဉ်တို့အားကိုးရဆိုတဲ့နေရာမှာစားဝတ်နေရေးအတွက်နဲ့အားကိုးရရှာတယ်ဆိုတာကတိတ်ပြီးတော့အဲ့ဒီဒုက္ခမကြီးဘူးလို့ဥယျာဉ်ထင်တယ်ဆိုကြပါစို့စားဝတ်နေရေးမပြည့်စုံလို့အားကိုးရမဲ့တယ်ဆိုတာကတိတ်ပြီးတော့အဲ့ဒီဒုက္ခမကြီးဘူးတကယ်တမ်းကစိတ်ပိုင်းဆိုင်ရာအားငယ်တာပေါ့နော်ဆိုကြပါစို့တရားဓမ္မတို့ဥစဉ်တို့လောကဓာတ်နေနဲ့တွေ့လာလို့တော်၎င်းခန္ဓာကဖောက်ပြန်လို့တော်၎င်းပျက်စီးမှုနဲ့ကြုံလာလို့တော်၎င်းအဲ့ဒီအချိန်မှာစိတ်ထဲမှာအားရှိပါရှိရင်ဆိုင်နိုင်တဲ့စွမ်းအားတတ္တိလိုတယ်အဲ့ဒီတတ္တိမရှိဘူးဆိုရင်အာကိုးတရားပြင်ဘက်မှာမရှိဘူးနော်အမေဒီအဖေတို့ရှိတာပဲညီကိုမောင်နှမတွေတော့ရှိတာပဲဟုတ်လားကိုကိုချစ်တဲ့လူတွေတော့ရှိတာပဲကိုကချစ်တဲ့လူတွေလည်းရှိတာပဲဒါပေမဲ့ကိုမှဖြစ်နေတဲ့အခက်အခဲကိုသူတို့ကရှင်းမပေးနိုင်ဘူးရှင်းမပေးနိုင်ဘူးဆိုတာကမရှင်းကျင်လို့မဟုတ်ဘူးရှင်းပေးလို့ကိုမရဘူးဟုတ်ရဲ့လားအဲ့တော့ဦးဇင်းပြောနေတာကအပေါ်ယံအားကိုးရလောက်နဲ့လမ်းဆုံးနေလို့မရဘူးဟုတ်ရဲ့လားအပေါ်ယံအားကိုးရမရှိတာကတိတ်ပြဿနာမကြီးဘူးတကယ်တမ်းအားကိုးရအစစ်ဆိုတာကကိုယ်စိတ်ထဲမှာအဲ့ဒါလိုအခက်အခဲကြုံလာရင်နော်အဲ့ဒါကိုရင်ဆိုင်နိုင်တဲ့အစွမ်းပေါ့တဲ့ပြောရရင်တော့ဉာဏ်ပညာပါပဲဟုတ်လားအဲ့ဒီရင်ဆိုင်နိုင်တဲ့အစွမ်းရှိမှအားကိုးရရှိတယ်လို့ပြောလို့ရတာအဲ့ဒါဆိုရင်ကိုကသူ့ဘေးမှာသူ့ကိုကူညီမဲ့လူတွေတယောက်မှမရှိလဲသူ့ပြဿနာသူ့ရှင်းနိုင်တဲ့အတွက်ကြောင့်အားကိုးရမလိုဘူးလေတကယ်လို့ပြင်ဘက်မှာရှိနေတဲ့အားကိုးရရှိနေတဲ့ဆိုတော့မှအဲ့ဒီအချိန်ကအားကိုးလို့လည်းမရဘူးဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အားကိုးရဆိုတာအပေါ်ယံအားကိုးရဆိုတာရှိတယ်လေးလေးနဲ့အားကိုးရဆိုတာရှိတယ်ဟုတ်လားစားရမယ်တောက်ရမယ်ဝေးရမယ်ကိုရမယ်ဖြစ်နေလို့ဒါအားကိုးရရှာတယ်ဆိုတာကအဓိပ္ပာယ်တစ်မျိုးအဲ့ဒီပြဿနာလောက်ရှင်းတတ်ရုံမျှနဲ့တော့လူဘဝရရကြုံနှက်ပြီလို့ပြောလို့မရသေးဘူးအခုဦးဇင်းတို့ပြောချင်တာကပစ္စည်းဥစ္စာဘလောက်ပဲပြည့်စုံနောက်ရွှေမျိုးတွေဘလောက်ပဲတောင့်ပညာတွေဘလောက်ပဲတက်ဟုတ်လားဒီခန္ဓာကိုယ်ကြီးကဖောက်ပြန်လာတဲ့တနေ့ခွဲခွာတော့မဲလို့အချက်ပြလာတဲ့တနေ့ဒါကိုကောင်းကောင်းရင်ဆိုင်နိုင်တဲ့ဉာဏ်ပညာအရည်အသွေးရှိပြီလားပိဋကဒါစဉ်းစားရမှာမရှိဘူးဆိုရင်တော့အဲ့ဒီအချိန်မှာကျန်တာတွေဘလောက်ဝိုင်းလဲနေအဲ့ဒီလိုအားကိုးရမရှိဘူးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေကတော့ဒါတေဂာနီးမှာဘုရားကိုအားကိုးကြတယ်တရားကိုအားကိုးကြတယ်သံဃာကိုအားကိုးကြတယ်မှန်တယ်နော်ကောင်းတယ်နော်ပြီးတော့ကိုပြုထားတဲ့ကုသိုလ်တရားလေးတွေကိုမအားကိုးဘူးလားအားကိုးတယ်အဲ့ဒီအားကိုးစရာလေးကလည်းပြုထားမှရှိတာနော်အဲ့ဒါကလည်းစောစောကဦးဇင်းပြောခဲ့တယ်ဆုံးမထားမှအဲ့ဒါလေးတွေကလည်းရှိမှာမဟုတ်လားဟုတ်ရဲ့နော်အေးဒါကြောင့်အဲ့ဒီအချိန်မှာအကောင်းဆုံးအားကိုးရာကတော့မင်းကွန်းစတော်ဘုရားကြီးပြောတာရှိတယ်သူတနေ့မှာတော်တော်ကျမ်းမာကြီးမကောင်းဖြစ်တယ်လို့ဆိုတယ်ဆရာတော်ကြီးက
မင်းကုန်တိပိဋကဆရာတော်ကြီးလေအဲ့တော့သူ့ရဲ့နားထဲမှာဒီသင်ရဲ့တန်တတိအသက်ပေါ့လေဇီဝိတတန်တန်အသက်ဟာနောက်ထပ်2 နာရီပဲကြံတော့တယ်လို့သတိပေးတဲ့အတန်ကြားတယ်တဲ့ဆရာတော်ကြီးကကြားတော့သူတွေးတာပေါ့ဟာငါအဲ့လိုဆိုရင်ငါဘာအားကိုးမလဲပေါ့အဲ့တော့ခေါင်းထဲမှာပေါ်လာပြန်နေတဲ့အတန်ကြားတယ်လို့ပေါ့ခေါင်းထဲမှာသူတွေးလိုက်တယ်ပညာလို့ကြားတယ်တဲ့ဟုတ်လားတရားကြီးမိုင်မြနော်ဘာကိုအားကိုးရမလဲပညာကိုအားကိုးရမယ်ပညာဆိုတာဘာလို့ဆိုတော့အသိပဲဘဝရဲ့အကြောင်းကိုသိရမယ်ခန္ဓာရဲ့အကြောင်းကိုသိရမယ်သိခြင်းတရားနဲ့ပတ်သက်ပြီးတော့အများကြီးသိရမယ်သိခြင်းတရားဆိုတာဘယ်သူမှလွန်ဆန်လို့မရဘူးသိခြင်းတရားဆိုတာဘဝမှာတွေ့ရတဲ့မြဲပဲဒါကိုရင်ဆိုင်ဖြတ်သန်းနိုင်အောင်သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်သိထားဖို့မလိုဘူးလားလိုတယ်မသိဘူးနားမလည်ဘူးဆိုရင်ဒါကိုဘယ်လိုလုပ်ကင်တွယ်မလဲဘလို့မှကင်တွယ်တတ်မှာမဟုတ်သွေးယူသွေးတန်းနဲ့အော်ဟစ်ညင်းယူပြီးတော့ကြောက်လန့်နဲ့ဖေးကဲပါမေးကဲပါနဲ့ဒီလိုနဲ့သွားကြရမှာဟုတ်ရဲ့လားအဲ့တော့အဲ့ဒီအချိန်မှာတကယ်အားကိုးရာကဒါကိုကောင်းကောင်းနားလည်ထားတဲ့ဉာဏ်ပညာဟုတ်ရဲ့လားအေးအဲ့ဒီအချိန်မှာဒကာဓမ္မတို့ဦးဇင်းတို့တွေကဝိပဿနာဉာဏ်နဲ့ရင့်ကျက်အောင်ကြိုးစားထားမယ်ဆိုရင်အဲ့ဒီဝိပဿနာရှုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာတွေဟုတ်လားတွေ့ကြုံလာတဲ့ခံစားချက်တွေစိတ်ဓာတ်ရဲ့အခြေအနေတွေဒါတွေကိုကောင်းကောင်းသိပြီးတော့အေးအေးချမ်းချမ်းရင်ဆိုင်ဖြတ်သန်းနိုင်မဲ့အလားအလာရှိတယ်ဟုတ်လားအဲ့ဒါလိုကြိုတင်ပြီးတော့ဘာမှလုပ်မထားဘူးဆိုရင်ကတော့ပိဋကရဲ့အဲ့ဒီအချိန်မှာအားကိုးရရှိပါမလားမရှိဘူးကမ္မတကာပဲလေဆိုပြီးတော့သွားရမှာပဲဟုတ်ရဲ့လားတကယ်လဲကမ္မတကာပဲဖြစ်မှာပါပဲနော်ကောင်းတဲ့ကံကလေးအကျိုးပေးခွင့်တာရင်တော့ဒုတိယဘဝကောင်းတဲ့ဘဝရောက်မှာပေါ့မကောင်းတဲ့ကံတွေများတာဆိုတော့အဲ့ဒါအကျိုးပေးခွင့်ရရင်တော့မကောင်းတဲ့နေရာရောက်သွားမှာပေါ့အဲ့ဒါကတော့ဘာမှမသေးကြတဲ့သဘောမရေရတဲ့သဘောရှိတာပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်အားကိုးရအစစ်အမှန်ဆိုတာအဲ့ဒါကိုပြောတာကိုယ်စိတ်ထဲကသဘာဝတရားခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းနားလည်ထားတဲ့ဉာဏ်ပညာဟုတ်ရဲ့လားအခုဒကမာကြီးဘိက္ခုနီမကြီးကစဉ်းစားပြီနော်ငါကတော့သားကိုအားကိုးနေတာဟုတ်လားဒါပေမဲ့သားကလှုပ်သွားပြီလေသူ့ကိုပြောသွားပြီလေပြစ်ထားခဲ့ပြီလေအဲ့ဒီမှာငါစိတ်ထဲမှာပဲငါအားကိုးရာကိုရအောင်ရှာမယ်တနည်းအားဖြင့်ပြင်ဘက်ကိုအားကိုးတဲ့စိတ်မရှိအောင်ကြိုးစားမယ်ပြင်ဘက်ကိုအားကိုးတဲ့စိတ်မရှိဘူးဆိုတာကအားကိုးလို့မရဘူးဆိုတာကိုကောင်းကောင်းသိတဲ့သဘောပါပဲပိဋကအားကိုးလို့ရသလားတကယ်တမ်းကမရဘူးနော်မသေးခင်မှာပဲဒါကစားသုံးဖို့ဒီအဓိပ္ပာယ်ရဲ့အပြင်ဟိုဘက်မှာဘာမှသိပြီးတော့မရှိဘူးဟုတ်ရဲ့လားမသေးခင်မှာသုံးဖို့ရက်တည်လို့ရအောင်လုပ်ဖို့ဒါပဲနော်စိတ်ထဲမှာပျက်စီးတော့မဲ့အရာတွေကချင်းချောက်လာလို့အားငယ်လာတဲ့သဘောမပြတ်ချင်တဲ့သဘောဝေယုံသုံးကားစိတ်တွေဖြစ်လာတဲ့အနေအထားမျိုးမှာပစ္စည်းဥစ္စာတွေဆွေမျိုးတွေကဘာမှမကူညီနိုင်တော့ဘူးအခက်မသိရင်အဲ့ဓာတွေကအန္တရာယ်တောင်အကြီးကြီးထပ်ပြီးတော့ဖြစ်စေနိုင်သေးတယ်ဗျာနော်အဲ့ဒီအချိန်မှာပူးပြီးတော့တောင်တန်ရောတင်တွေကြီးပြီးတော့ခွဲရခက်ခွာရခက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့ဒီမှာဘိက္ခုနီမကြီးကကောင်းကောင်းစဉ်းစားပြီးတော့ဘယ်ရောက်သွားတော့ဆိုသူ့ရဲ့ကမ္မထာကြောင့်လေးတွေရောက်သွားတယ်နော်အဲ့ဒီမှာသူအတင်းဖိပြီးတော့ကြိုးစားတယ်အားကိုးရအစစ်အမှန်ကိုသူ့ကိုယ်ကိုကောင်းကောင်းဆုံးမတာပေါ့နော်သူ့ကိုယ်ကိုကောင်းကောင်းဆုံးမတာဒီသားရီဟူသောအာယုံကိုသွားပြီးတော့တန်ရောစဉ်တွေတွဲနေတာဒါမကောင်းတဲ့စိတ်တွေပဲဟုတ်လားအေးအဲ့လိုမျိုးလောဘဒေါသအစွန်းမရောက်အောင်မဇ္ဈိမပฏิပဒါအကျင့်မြတ်ကိုသူပါလို့တော့ကျင့်သုံးတယ်သူ့ရဲ့စိတ်ကိုမကောင်းတဲ့အလေးအကျင့်စောစောကဥစဉ်ပြောခဲ့တယ်နော်အာယုန်တွေကတော့တွေ့တယ်ကောင်းတဲ့အာယုန်နဲ့တွေ့ရင်လိုချင်တယ်မကောင်းတဲ့အာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်အဲ့ဒီအလေးအကျင့်ကြီးကဘယ်သူမှလည်းသင်စရာမလိုဘဲနဲ့ကျွမ်းကျွမ်းကျင်ကျင်ကြီးကိုတတ်နေတာဒကာဓမ္မတို့ဥစဉ်တို့ဟုတ်လားတတန်တရားလုံးနဲ့လေ့ကျင့်လာတဲ့သဘောရှိတာပေါ့တော့ဒီဘုရားတိတတ်တဲ့အချိန်ကစပြီးတော့လည်းလေ့ကျင့်ထားရမရောက်ဘူးလားရောက်တယ်အဲ့ဒါလိုလို့တော့အဲ့ဒီအကျင့်ကြီးကပါနေတော့ထစ်ကနေရှိရင်အဲ့ဒီနီးနဲ့ပဲရှင်းလိုက်တာပဲနော်လောဘဖြစ်မယ်ဒေါသဖြစ်မယ်ဒါပဲလောဘအလျော်စွာဆက်ပြီးတော့ပြောမယ်ပြုမယ်ဒေါသအလျော်စွာဆက်ပြီးတော့ပြောမယ်ပြုမယ်ဒီလိုနဲ့အချိန်တော်တော်များများကုန်တာပဲဟုတ်ရဲ့လားအဲ့ဒီနီးနဲ့အာကိုရာကိုမရနိုင်ဘူးအဲ့ဒါကိုပြောင်းပြန်လှန်ပြီးတော့ဒီအာယုန်တွေရဲ့အမှန်သဘောတရားကိုသိအောင်လုပ်မယ်ဟုတ်လားဒီအာယုန်တွေဟာဘာတွေလဲလို့သိအောင်လုပ်မယ်ဟုတ်ရဲ့လားဒီအာယုန်တွေဟာတကယ်စင်စစ်မမြဲတဲ့သဘောပဲလို့သိအောင်လုပ်ရမယ်မကောင်းတဲ့သဘောတရားတွေပဲလို့သိအောင်လုပ်ရမယ်အနှစ်မရှိတဲ့သဘောတရားတွေပဲလို့သိအောင်လုပ်ရမယ်ဟောအဓိကကြတဲ့အချက်ကတော့အနိစ္စလက္ခဏာပဲတွေ့ကြုံလာတဲ့အာယုန်တိုင်းဒီပြီးဆုံးသွားတယ်ဆိုတဲ့အချက်ကိုမြင်အောင်ကြည့်ရအဲ့ဒါဒီလောဘဒေါသမဖြစ်အောင်ဆုံးမတဲ့အကောင်းဆုံးနည်းပဲဘယ်အာယုန်ပဲတွေ့မြင်တာပဲဖြစ်ဖြစ်ကြားတာပဲဖြစ်ဖြစ်နာနာစားတာထိတာတွေးတာပဲဖြစ်ဖြစ်
ဘယ်ခံစားချက်ပဲဖြစ်ဖြစ်ဘယ်ရုပ်ဝေဒနာပဲဖြစ်ဖြစ်ဟုတ်လားဘယ်သဘာဝဓမ္မပဲဖြစ်ဖြစ်တွေ့ကြုံလာတဲ့တရားမှန်သမျှဟာပြီးဆုံးသွားတာကြီးပဲချုပ်ပြောက်သွားတာကြီးပဲပိဋကမပြီးဆုံးတာမချုပ်ပြောက်တာဘာမှမရှိဘူးဆိုကြပါစို့မနေ့တုန်းကတွေ့ခဲ့ကြုံခဲ့ပြောခဲ့ဆိုခဲ့ခံစားခဲ့ဝမ်းနေခဲ့ဝမ်းသာခဲ့နော်ရုပ်တဏ္ဍတ်တွေမနေ့တုန်းကအများကြီးဖြစ်တယ်အဲ့ဒါဒီနေ့ပါရှိသေးတော့ဘာမှမရှိတော့ဘူးဘယ်ရောက်သွားတော့အစုံလုံးချုပ်ပြောက်သွားပြီထာဝရကြောက်ွယ်သွားတာတော့နောက်ထပ်တွေ့ရင်လို့မတွေ့ရတော့ဘူးဟိုအဲ့ဒီအတွေ့အကြုံတွေကိုအကြောင်းပြုပြီးတော့ကာယကံဝစီကံမနောကံဆိုတဲ့ကံတွေကတော့ဒီခန္ဓာရဲ့အစဉ်မှာအကျိုးပေးမယ်ဆိုတဲ့သဘောနဲ့ကမ္မပစ္စည်းတတ္တိအနေနဲ့ကိန်းနေတာတော့ရှိတာပေါ့စေတနာတွေကတော့ပျက်စီးသွားတာပဲကောင်းတဲ့စေတနာမကောင်းတဲ့စေတနာကောင်းတဲ့စေတနာကကောင်းတဲ့အကျိုးကိုပေးဖို့တတ္တိကလေးတော့မြုပ်နှံထားခဲ့တာပေါ့မကောင်းတဲ့စေတနာကလည်းမကောင်းတဲ့အကျိုးကိုပေးဖို့အခွင့်အရေးရင်အကျိုးပေးဖို့ဆိုတဲ့အနေနဲ့တတ္တိကိုတော့မြုပ်နှံထားခဲ့တာပေါ့ကျန်တာတွေကတော့အကုန်လုံးဘာဖြစ်ရတော့ပျက်စီးရတယ်နော်။ကိုင်မနေ့တုန်းကတွေ့ခဲ့ကြုံခဲ့ပြောခဲ့ဆိုခဲ့ခံစားခဲ့သဘောကျခဲ့သဘောမကျခဲ့အမျိုးမျိုးအစုံစုံတခါတည်းစုံနေအောင်အကြောင်းအားလျော်ဆိုတာဖြစ်ခဲ့တာတွေမရှိဘူးလားခုပါရှိသေးတော့ဘာမှမရှိတော့ဘူးအကုန်လုံးပြီးဆုံးသွားပြီနော်ပြီးဆုံးသွားခြင်းသဘောဟုတ်ရဲ့လားအဲ့ဒါလိုပဲနေ့လေတုန်းကယုဒ္ဓနန္တတိမရှိတော့ဘူးညနေတုန်းကယုဒ္ဓနန္တတိမရှိတော့ဘူးတရားစနာဂါသာတုန်းကယုဒ္ဓနန္တတိမရှိတော့ဘူးဟုတ်ရဲ့လားအေးအခုဦးဇင်းတို့ပြောနေတဲ့စကားလုံးလေးတွေတစ်လုံးပြီးတစ်လုံးအကုန်လုံးချုပ်ပြောက်လိုက်နေတာပဲပြီးဆုံးလိုက်နေတာအင်မတန်ထင်ရှားပါတယ်တတိကလေးထားဖို့လိုတယ်နော်အေးအဲ့ဒါလို့ကိုကဖြစ်တိုင်းသောသင်္ခတတရားတွေသဘာဝတရားတွေဟာချုပ်ပြောက်သွားတာပဲလို့သိတယ်ဆိုရင်အဲ့ဒီသိနေတဲ့အချိန်မှာယာဂဒေါသဆိုတဲ့စောစောကပြောတဲ့မွေးရပါအကျင့်တန်တရားအကျင့်ဇိုးကြီးဟာအဲ့ဒီအချိန်မှာရှိမလားမရှိဘူးနော်ယာဂဒေါသအဲ့ဒီအချိန်မှာမဖြစ်ဘူးယာဂဒေါသမဖြစ်လို့လည်းပဲယာဂဒေါသတို့ကြောင့်ပူလောင်နေဆိုတာအဲ့ဒီအချိန်မှာမရှိဘူးဒါကြောင့်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေအမှန်တိုင်းလမ်းကြောင်းတဲ့ပြီးတော့အထုတ်နေတယ်ဆိုရင်သူတို့မှအင်မတန်ငြိမ်းချမ်းတယ်လို့ဆိုတယ်နော်မြင်လို့ဖြစ်တဲ့ချမ်းသာလည်းမဟုတ်ဘူးနော်ကြားလို့ဖြစ်တဲ့ချမ်းသာလည်းမဟုတ်ဘူးနော်တဲ့ပြောရတော့သိလို့ဖြစ်တဲ့ချမ်းသာပေါ့ဟုတ်ရဲ့လားသိလို့ဖြစ်တဲ့ချမ်းသာတချို့ဆိုရင်မျက်ရည်တွေဘာတွေကျတယ်လို့ဆိုတယ်နော်ငါဒီအလုပ်ကိုလုပ်တာနောက်ကျလေခြင်းဟုတ်ရဲ့လားတချို့ဆိုရင်ဘလို့ဖြစ်တုံဆိုရင်ကိုယ်နဲ့ရင်းနှီးရာခင်မင်ရာမေတ္တာရှိရာကိုမပြောရရင်မနေနိုင်ဘူးမခိုင်းရရင်မနေနိုင်ဘူးသူသိတာလေးကိုအင်မတန်ပြောခြင်းတယ်ဟုတ်လားဒီပြင်အာယုန်တွေကိုခံစားရလို့အစားကောင်းတောက်ကောင်းကိုစားရလို့အဲ့လိုဖြစ်တဲ့စိတ်ဆိုတာမရှိဘူးတရားကိုသိရလို့ချမ်းသာမှုကိုရမှအဲ့လိုမနေနိုင်မထိုင်နိုင်ဖြစ်တာအဲ့တော့အဲ့ဓာတွေကိုထောက်ရှုသောအဖြစ်တရားချမ်းသာသည်အကောင်းဆုံးဆိုတာမသိနိုင်ဘူးလားဒါဦးဇင်းတို့ကအပေါ်ယံပြောတာနော်ဟုတ်ရဲ့လားအဲ့တော့ပြောနေတာကအဲ့ဒါလိုတွေးတဲ့အာယုန်တိုင်းဖြစ်ပေါ်လာတဲ့သဘာဝတရားတိုင်းကိုချုပ်ပြောက်သွားတဲ့သဘောပျက်စီးသွားတဲ့သဘောအဓိကကြတဲ့ဒီအနိစ္စလက္ခဏာကိုမြင်အောင်ကြည့်ရင်ကြည့်နိုင်သလောက်မိမိရဲ့စိတ်ဒီຢာကဒေါသမဖြစ်ဖဲနဲ့လိမ္မာတယ်ယဉ်ကျေးတယ်လို့ဆိုရတယ်။နော်အဲ့ဒီအချိန်မှာဒါကိုယ်ဆုံးမတာပါပဲ။နော်အကောင်းဆုံးဆုံးမတဲ့နီးပေါ့နော်အဲ့ဒီနီးနဲ့အခုဘိက္ခဏီမကြီးကဆုံးမတာပါပဲသူကိုယ်သူနော်ထိုင်းနေတယ်ဆိုပေမဲ့လို့အာယုန်တွေကတော့တွေ့နေမှာပဲလေအ ਨੇ ဆုံးတော့တွေးနေတာတွေရှိမယ်ခန္ဓာကိုယ်မှာထိနေတာတွေရှိမယ်အတန်တွေကြားနေတာတွေရှိမယ်ဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့ဒီဝိပဿနာနည်းနဲ့ကိုယ့်ကိုယ်ဆုံးမပြီဆိုတဲ့နေရာမှာနာနဲ့မွေးတယ်ဆိုတဲ့နော်အဲ့ဒီကိစ္စသိပြီးတော့မရှိစားတယ်ဆိုတာလဲရှားပေါ်ကိုအရသာအစာအာဟာရတင်လိုက်မှဖြစ်တာအဲ့ဒီကိစ္စလည်းသိပြီးတော့မရှိဘူးမျက်စိကလည်းမှိတ်ထားတာဆိုတော့မြင်တယ်ဆိုတဲ့ကိစ္စလည်းသိပြီးတော့မရှိဘူးသုံးပါးလောက်ကတော်တော်နည်းနေတယ်ဘာတွေပဲအဖြစ်များတော့ဆိုတော့ကြားတာတွေရှိလိမ့်မယ်အတန်တွေကတော့ဘယ်လိုမှတားလို့ရမှာမဟုတ်တော့ကြားတာတွေရှိလိမ့်မယ်ပြီးတော့တကူလုံးထိနေတာတွေရှိလိမ့်မယ်အောက်ကထိတာရှိမယ်ကိုယ့်ရဲ့အင်္ဂါအစိပ်ပိုင်းချင်းထိနေတာရှိမယ်အဝတ်တွေနဲ့ထိနေတာရှိမယ်ဖိထိုင်ထားလို့ထိနေတာတွေရှိမယ်လေအေးလေးတွေတိုက်လာတာအမျိုးမျိုးပေါ်ထိတာတွေအမျိုးမျိုးရှိမယ်နောက်ပြီးတော့တွေးနေတာတွေရှိမယ်ဟုတ်ရဲ့လားအဲ့တော့ဘာတွေအဖြစ်များတော့ဆိုတော့ကြားတာရဲ့ထိတာရဲ့တွေးတာရဲ့ဟုတ်ရဲ့လားအဲ့ဒါတွေအဖြစ်များမယ်အဲ့ဒီသုံးခုပဲများသောအားဖြင့်ခြားခြားလဲနေလိမ့်မယ်အဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ကကြားရင်လည်းကြားတဲ့အခိုက်အတန့်နော်ထိရင်လည်းထိတဲ့အခိုက်အတန့်လေးပြစ္ဆုတ်ပံတဲ့တဲ့လေးပိုင်းဖြတ်ပြီးတော့ပိုင်းခြားပြီးတော့မြင်နိုင်အောင်ကြိုးစားရမယ်ဟုတ်လားတွေးနေရင်လည်းတွေးနေတဲ့အခိုက်အတန့်တဲ့တဲ့လေးမိအောင်ကြည့်နိုင်ရမယ်နော်အဲ့ဒီကြားခြင်းထိခြင်းတွေးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်တွေလည်းအမျိုးမျိုးရှိလိမ့်မယ်နော်ဝေဒနာတွေမဖြစ်ပေဘူးလား
ဖြစ်တဲ့အခါရခက်တဲ့ဝေဒနာတွေဖြစ်လာမှနော်နာယီဝက်လောက်ထိုင်လိုက်တယ်ဆိုရင်ဒါဖြစ်လာမှာပဲအဲ့ဒီဝေဒနာကိုလည်းတဲ့တဲ့မြင်အောင်ကြည့်ရမယ်ပိုင်းဖြတ်ပြီးတော့ပြစ္ဆုတ်ပံတဲ့တဲ့ပိုင်းခြားနိုင်အောင်ကြိုးစားရမယ်ပြီးခဲ့ပြီးသားလေးကိုထားခဲ့အခုလုံးလုံးတဲ့ဖြစ်နေတာလေးကိုတဲ့တဲ့မြင်အောင်ကြည့်နိုင်ရမယ်အဲ့ဒါလည်းပြီးသွားတယ်နောက်ထပ်ကြည့်ရတောက်လျှောက်အရန်နဲ့ရှိနေတာပဲဟုတ်တယ်မဟုတ်လားရှုစရာသိစရာကတော့အမြဲတမ်းအရန်နဲ့ရှိနေတာပဲမဟုတ်လားဒါတရားအထုတ်ဖို့တဲ့လူတွေဒီထဲမှာအများကြီးပါလိမ့်မယ်နော်အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံတဲ့အောင်ဒီယုတ်တနန္တတို့ကိုဖြစ်တိုင်းနော်တရားအထုတ်နေတဲ့အချိန်မှာတော့ဒါဥစဉ်အကျဉ်းချင်းပြောတယ်နော်ကြားတာရဲ့ထိတာရဲ့တွေးတာရဲ့ပဲများသောဖြင့်အဖြစ်များလိမ့်မယ်ဟုတ်လားဒီကျန်တဲ့အချိန်မှာတော့အာယုံ6ပါးစုံအောင်ဖြစ်မှာပေါ့ဟုတ်လားဒီအဲ့ဒါလိုဘယ်အာယုံပဲကြုံတတိဝရိယဉာဏ်ပညာကြီးနဲ့နော်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတဲ့သဘောချုပ်ပြောက်သွားတဲ့သဘောကိုသိအောင်ကြိုးစားရမယ်အဲ့ဒါပြစ္ဆုတ်ပံတဲ့အောင်လုံနိုင်လို့ရှိရင်အဲ့ဒီအနိစ္စချက်ကိုမြင်ဖို့သိပြီးတော့မခဲရင်ဘူးနော်အခုသိလိုက်တယ်နောက်ထပ်သိတရားကအရင်နဲ့ရှိလာပြန်တော့သိအောင်လုပ်လိုက်တယ်စောစောကသိစရာနဲ့သိတဲ့စိတ်ကမရှိတော့သဘောပေါက်လားဟုတ်တယ်နော်နောက်ထပ်တစ်ခါသိစရာရှိပြန်တော့သိအောင်ကြိုးစားလိုက်တယ်အဲ့ဒီသိစရာနဲ့သိတာရှိတော့စောစောကသိစရာနဲ့သိခဲ့တဲ့ဟာကမရှိတော့ဟောအဲ့လိုမျိုးပြစ္ဆုတ်ပံတဲ့တဲ့ကိုသာသွားနေပြစ္ဆုတ်ပံတဲ့တဲ့ကိုသာမြင်အောင်ရှုနေသိနေပေါ့ဟုတ်လားပြစ္ဆုတ်ပံတဲ့တဲ့ဒါသဘာဝတရားတွေကတော့အများကြီးပဲเนาะမြင်ချင်းကြားချင်းနားချင်းစားချင်းထိချင်းတွေးချင်းပေါ့ဟုတ်လားခံစားချင်းအမျိုးမျိုးပါပဲအဲ့ဒီသဘာဝတရားတွေကိုဖြစ်နေတဲ့အခိုက်အတန့်မှာဖြစ်နေတဲ့အတိုင်းကလေးမှန်မှန်ကန်ကန်ပြစ္ဆုတ်ပံတဲ့တဲ့เนาะပိုင်းခြားပြီးတော့သိနိုင်အောင်မလုပ်ရမလို့ကြိုးစားရမယ်အဲ့ဒါလို့ဆိုရင်သိလိုက်တယ်နောက်တစ်ခါသိတယ်အရင်သိခဲ့တာတွေသိစရာတွေမရှိတော့နောက်တစ်ခါသိတယ်အရင်သိခဲ့တာတွေသိစရာတွေကမရှိတော့ဟောတဖြည်းဖြည်းနဲ့ဘာလို့လာတော့သဘောပေါက်လာတယ်ဟုတ်ရဲ့လားအဲ့တော့ဘယ်တရားပဲဖြစ်ပြီးဆုံးသွားရတာကြီးပဲချုပ်ပြောက်သွားရတာကြီးပဲလို့မသိနိုင်ဘူးလားအေးအဲ့ဒါလို့သိခြင်းဒီပင်လျင်စိတ်ရဲ့ငြိမ်းချမ်းခြင်းရဲ့အကြောင်းပဲချမ်းသာခြင်းရဲ့အကြောင်းပဲချမ်းသာမှာပေါ့ဆင်းရဲအောင်နှိမ့်ဆက်တဲ့ຢာကဒေါသအဲ့ဒီချိန်မှာမရှိဘူးမာနတို့အိတ်တမစ္စရိယတို့စိတ်ဆင်းရဲတယ်ဆိုတာစိတ်ထဲမှာမကောင်းတဲ့စိတ်တွေဝင်လို့စိတ်ဆင်းရဲရတာအဆင်မရှိတဲ့စိတ်တွေဝင်လို့စိတ်ဆင်းရဲရတာဟုတ်ရဲ့မို့လားကောင်းတဲ့စိတ်ကလေးတွေအမှန်ကိုသိနေတဲ့စိတ်ကလေးတွေဖြစ်နေစိတ်ဆင်းရဲတဲ့အကြောင်းရှိကိုမရှိဘူးဟုတ်ရဲ့လားဒါကြောင့်ကောင်းတဲ့စိတ်ကလေးတွေဖြစ်နေအောင်ကြိုးစားရင်မကောင်းတဲ့စိတ်တွေကအလိုလိုပြောင်းနေတယ်သူတို့ကိုတမင်နှင်းနေတာမဟုတ်ဘူးနော်ဟုတ်လားကိုကတော့ကောင်းတဲ့စိတ်ကိုနေရာပေးလိုက်တာမကောင်းတဲ့စိတ်ကနေရာမရှိဘူးအဲ့တော့မကောင်းတဲ့စိတ်မရှိတော့မကောင်းတဲ့စိတ်ကြောင့်ဖြစ်တဲ့ဆင်းရဲတယ်ဆိုတာမရှိဘူးမကောင်းတဲ့စိတ်ကြောင့်ဖြစ်တဲ့ပူလောင်တယ်ဆိုတာမရှိဘူးအဲ့ဒီစိတ်တွေမရှိလေလေဉာဏ်ပညာကပို့ပြီးတော့လင်းလေလေနော်ဆိုကြပါစို့ဒီလောဘဒေါသတွေကိုပဲနိဝရဏတရားလို့နာမည်တစ်မျိုးနဲ့မြတ်စွာဘုရားမဟုတ်ဘူးလားဟုတ်တယ်နော်ဒီကာမတွေကိုလိုချင်တဲ့လောဘကိုကာမိစ္ဆန္ဒနိဝရဏလို့မဟုတ်ဘူးလားဒေါသကိုဗျာပါဒနိဝရဏလို့မဟုတ်ဘူးလားဒီဌိနမိတ်တနိဝရဏဥဒိစ္စကုက္ကုစနိဝရဏဝိသိကိစ္စနိဝရဏလို့နိဝရဏတရား၅ပါးကြားဘူးတယ်နော်အဲ့ဒါနိဝရဏဆိုတာအဓိပ္ပာယ်ကဘာတုံးဆိုတော့အမှန်တရားကိုမမြင်နိုင်အောင်ဖုံးထားကာထားကွယ်ထားတဲ့သဘောကိုနိဝရဏလို့ခေါ်တာဆိုကြပါစို့တရားဓမ္မတို့ကခုနကလိုဖြစ်စေအာယုန်တွေကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိအောင်ဝိပဿနာရှုပြီးတော့နေတဲ့အချိန်မှာအဲ့ဒီနိဝရဏတရားတွေမရှိဘူးနိဝရဏတရားမရှိလို့လည်းပဲအမှန်တရားကိုပို့ပြီးတော့မြင်ရင်းရဲ့အကြောင်းဖြစ်သွားတယ်သဘောပေါက်ရဲ့လားသူတို့မရှိတာဟာချမ်းသာယုံမြမကဘူးအေးချမ်းယုံမြမကဘူးတက်တာယုံမြမကဘူးအမှန်တရားကိုမြင်ဖို့လည်းပဲဖြစ်သွားသေးတယ်သို့သောသူတို့ကကွာကာထားတာကိုဖုံးထားတာကိုဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာမြတ်စွာဘုရားဟောထားတာရှိပါတယ်ဟိုရှိတုန်းကကိုယ့်ရဲ့မျက်နှာရည်ကိုကြည့်ရင်အခုလိုမှန်ကမရှိဘူးပြဓာတုတ်ထားတဲ့မှန်မရှိဘူးတော့ကြေးပြားကိုညီးနေအောင်ခက်အဲ့ဒါကိုအချင်းရည်လေးပါလေးနဲ့ပုတ်ပြီးတော့ဝင်းတောက်နေတာကြေးမှုန်ပေါ့နော်အဲ့ဒါကိုကြည့်အဲ့ဒါမတက်နိုင်တဲ့လူကြတော့ငြိမ့်နေတဲ့ရေကွက်ထဲမှာကိုယ့်ရဲ့မျက်နှာရည်ကိုကြည့်ရတယ်အဲ့ဒီလိုကြည့်နေတဲ့အချိန်မှာတဲ့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒီရေမျက်နှာပြင်ပေါ်ကိုအဖြူအနီအဝါအပြာအစရှိတဲ့ဆေးရောင်စုံမှုန့်တွေကျသွားပြီဆိုရင်အဲ့ဒီကြည့်နေတဲ့လူကသူ့ရဲ့မျက်နှာရည်ကိုမြင်ရမှာမလားမမြင်ရတော့ဘူးဟုတ်ရဲ့လားအဲ့ဒါလိုပဲကာမိစ္ဆန္ဒနိဝရဏဆိုတဲ့မြင်ကျင်တဲ့စိတ်ကြားကျင်တဲ့စိတ်လိုပဲပြောကြပါစို့ဟုတ်လားအဲ့ဒီအာယုန်တွေကိုပတ်သက်ပြီးတော့အာယုန်တွေနဲ့ပတ်သက်ပြီးတော့တွေးတောနေတဲ့သဘောပေါ့အဲ့ဒါတွေဖြစ်လာလို့ရှိရင်အမှန်တရားကိုမမြင်နိုင်တော့ဘူးဆေးရောင်စုံခတ်ထားလို့ရေမျက်နှာပြင်ပေါ်မှာကိုယ့်ရဲ့မျက်နှာကိုမမြင်ရသလိုမျိုးဒီစိတ်ဟာလည်းပဲကာမိစ္ဆန္ဒနိဝရဏဖြစ်လာရင်အမှန်တရားကိုမမြင်ရတော့ဘူး
ရေဟာပွတ်ပွတ်ဆူနေရင်လည်းကိုယ့်မျက်နှာကိုမမြင်ရဘူးအဲ့ဒါလိုပဲဒေါသဗျာပါဒဖြစ်နေရင်အမှန်တရားကိုမမြင်ရဘူးအဲ့တော့ဦးဇင်းတို့ပြောချင်တာကဒီသဘာဝတရားတွေဒီယုတ်တဏ္ဍတ်တွေဖြစ်တိုင်းဖြစ်တိုင်းသဘာဝကြကြနော်ပြစ္ဆုတ်ပံတဲ့တဲ့ထိထိမိမိတရားဓမ္မတို့ဦးဇင်းတို့စ조사အားထုတ်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအတိညာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီအချိန်မှာလိမ္မာရင်ကြီးနေတယ်လို့ဆိုလို့ရတယ်ဒါအဲ့ဒါအကောင်းဆုံးကိုယ့်ကိုယ်ကိုဘာလုပ်နေတာတော့ဆုံးမနေတာဒါအပမာဒတရားကိုအခြေခံမှရမှာနော်ကိုကပမာဒနဲ့နေရင်တော့ဒါမေ့လျော့နေမှာပေါ့ဟုတ်ရလားအေးအဲ့ဒါလိုမျိုးဒီဘိက္ခုနီမကြီးကသူ့ကိုယ်သူဆုံးမတာပေါ့နော်အဲ့ဒါလိုဆုံးမတော့သူဟာဘာဖြစ်တုံဆိုတော့ယဟန္တာဖြစ်တယ်တဲ့အဲ့ဒီနေ့မှာပဲဖြစ်တယ်နော်သားပေးလိုက်တဲ့ဆေးကလည်းစွမ်းတဲ့အပိုင်းပါတာပေါ့ဟုတ်ရလားဘိက္ခုနီမကြီးဝိထာရကြာလာပြီဒီချစ်ချင်းလေးမှမဖြတ်နိုင်ဘူးလားဆိုတော့မာယီကြောရီပြောတဲ့စကားကတွန်းပေးလိုက်တာမဟုတ်လားဒီနေရာကိုရောက်လာအောင်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အရာရာမှာအဆိုးအကောင်းဆိုတာဒွန်တွဲနေတာနော်အေးကိုချင်းမြတ်လို့တဲ့လူတွေချိုချိုသားသားပြောတဲ့လူတွေမှအကောင်းမထင်နဲ့ဟုတ်လားကိုကအသုံးချရမယ်ဆိုရင်ကိုမုန်းတီးတဲ့လူတွေကိုမာယီကြောရီပြောတဲ့လူတွေကလည်းကိုအတွက်အကျိုးကျေးဇူးရှိတာပဲဟာအဲ့လိုလူတွေကြီးဆိုရင်ကိုအားကိုခြင်းစိတ်တော်တော်ကြီးရှိမယ်ဟုတ်လားအဲ့ဒါအစွမ်းတော်တော်ထက်လာလိမ့်မယ်အဲ့ဒါမျိုးဆိုရင်ဟုတ်လားနေရာတကာယူရရပြူစုစုချိုချိုသားသားဆက်ဆံခံနေတချို့ဆိုလောင်းရိပ်မိတယ်လို့ဖြစ်ပြီးတော့ဘာတိုးတက်မှုမှမရှိတာတွေကမရှိဘူးလားရှိတယ်နော်ဒီထားပါတော့စကားတွေဘေးရောက်ကုန်ပြီအဲ့ဒါလိုနဲ့ဒီဘိက္ခုနီမကြီးယဟန္တာဖြစ်တော့မှယဟန်တွေကမြတ်စွာဘုရားကိုရှောက်ကြတာတော့သူယဟန္တာဖြစ်သွားပြီအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုจิตသားတို့တဲ့တတ္တဝါတွေဟာကိုယ်သာလင်ကိုယ့်အတွက်အားကိုးရာရှိတပါးသောသူတွေဟာကိုယ့်အတွက်အားကိုးရာဘယ်ဖြစ်နိုင်မှမတော့တဲ့ပိဋကဒီနေရာမှာကိုယ်ဆိုတာကလွဲလို့ကြံတာတွေဟာဒါတပါးသောသူပဲဘယ်လောက်ပဲနီးကပ်တဲ့လူပဲဖြစ်ဖြစ်တပါးသောသူပဲဟုတ်ရဲ့လားအဲ့ဒီတော့ဉာဏ်ပညာကိုကြည်ကြည်ဖြန့်နိုင်ရမယ်ဒီပြစ္ဆုတ်ပံအခြေအနေမှာအားကိုးတရားလိုတဲ့အပိုင်းတော့ကိုအားကိုးရာရှာမယ်ပေါ့ဒါအပေါ်ယံအပိုင်းအားကိုးတရားလည်းရှိမှဖြစ်မှာပါမိတ်ဆွေတို့အပေါင်းအသင်းတို့ဆိုတာလိုသေးတာပဲလေသို့တော့အဲ့ဒီပြင်ဘက်ကအရာတွေကိုအားကိုးလို့မရနိုင်တဲ့အခက်အခဲမျိုးပြဿနာမျိုးကိုရှင်းဖို့အတွက်အတွင်းမှာလည်းအားကိုးရရှိဖို့လိုသေးတယ်။ပြီးတဲ့အဲ့ဒီအချက်ကိုဦးဇင်းကဦးစားပေးပြီးတော့ပြောနေတာဟုတ်ရဲ့လား။အေးအပေါ်ယံအားကိုးရဆိုတာကတော့တိတ်ပြီးတော့တိုက်တွန်းစရာမလိုပါဘူးဒါလူတိုင်းထိုက်တဲ့လောက်တော့ရှားထားကြတာပဲဟုတ်ရဲ့လား။ခက်နေတာကအတွင်းမှာအားကိုးရမရှိတာကခက်နေတာတကယ်ပြဿနာကအဲ့ဒီမှာတွေ့တာဟုတ်ရဲ့လား။ဒါကြောင့်မိသားပေါင်းသူတော်ကောင်းတို့လေးလေးနက်နက်စဉ်းစားပြီးတော့ကိုယ့်ရဲ့ဘဝတကယ်အခက်အခဲတွေကတွေ့ဦးမှာနော်အဲ့ဒီမှာအရေးအကြီးဆုံးအခက်အခဲကတော့သိခြင်းတရားပါပဲဒါဦးဇင်းတူတူတုတ်တုတ်ပဲပြောပါလေနော်သိခြင်းတရားဟာဒကာဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေအတွက်အရေးအကြီးဆုံးနဲ့အခက်အခဲဆုံးပြဿနာကြီးပါပဲနော်အဲ့ဒီပြဿနာအဲ့ဒီအခက်အခဲကိုပြည်လဲခြင်းနဲ့ဆိုရင်ဘာကိုအားကိုးမလဲဒီအချက်ကိုပဲထက်ချီးတလဲလဲဦးဇင်းကပြောခြင်းလားဟုတ်ရဲ့လားအေးအဲ့ဒီအချိန်မျိုးမှာအားကိုးရတကယ်ရကျင်တယ်ဆိုရင်အခုချိန်ကစပြီးတော့ကိုယ့်ကိုယ်ဆုံးမထားဖို့လိုတယ်။ဒါကြောင့်မြတ်စွာဘုရားကတခါတည်းအဖြေထုတ်ပြတာနော်။ဂါထာလေးကမများဘူးရ၄ပါးတာလေးရဟုတ်လား။ဘာမှကြီးတာမဟုတ်ဘူး။အဓိပ္ပာယ်ကတော့အင်မတန်နဲ့နဲတယ်။ကိုယ်ဒီသာနဲ့ကိုယ့်အတွက်အားကိုးရတပါးသောသူဟာကိုယ့်အတွက်အားကိုးရမဖြစ်နိုင်ဘူး။အဲ့ဒါလို့ကိုယ့်ကိုယ်အားကိုးတော့မယ်ဆိုတော့လေဘယ်လူကိုဟာကိုယ့်အတွက်အားကိုးရဖြစ်မှာလဲဆိုတဲ့မေးခွန်းကအရေးကြီးလာပြန်တယ်။အဲ့ဒီမှာမြတ်စွာဘုရားကအတ္တနာဟိသုဒ္ဒံဒေနကိုဟာကိုကိုကောင်းကောင်းဆုံးမလို့တကယ်အည်အသွေးရှိလာပြီဆိုမှရနိုင်ခဲ့တဲ့အာကိုရာကိုရတာတဲ့ဟုတ်ရဲ့လားဒါကြောင့်အာကိုရာအစစ်မှန်ကိုရခြင်းဘာလို့ကြရမလို့ဆုံးမကြရမယ်ကိုဆုံးမကြရမယ်အဲ့တော့ဦးဇင်းတို့တရားအစပိုင်းမှာပြောခဲ့ပါပြီနော်အချိန်ကလည်းစေ့နေပြီဟုတ်လားအဲ့တော့ကိုဆုံးမရမယ်ဆိုတာကိုအကျဉ်းမြင်ဦးဇင်း၃ချက်ပြောခဲ့တယ်ဟုတ်လားဒါနဖြစ်အောင်ဆုံးမရမယ်သီလဖြစ်အောင်ဆုံးမရမယ်ဘာဝနာဖြစ်အောင်ဆုံးမရမယ်ဒါနဖြစ်အောင်ဘယ်လိုဆုံးမရမှာလဲဟောပင်ကိုကလိုချင်တယ်ရချင်တယ်ဝင်တိုးတယ်လောဘတွေမစ္စရိယတွေနဲ့ရိုင်းနေတဲ့စိတ်ကိုယုံကြည်မှုတရားဒါနရဲ့အကျိုးပေါ့နော်သိမြင်နားလည်တဲ့ပညာတရားဥရှိပြီးတော့ဒါနကောင်းမှုဖြစ်အောင်ကိုဖြောင်းဖြနိုင်ရမယ်ဆုံးမနိုင်ရမယ်ဟုတ်ရဲ့လားအဲ့လိုမျိုးဖြောင်းဖြဆုံးမမှဒါနဆိုတာဖြစ်တာနော်အေးအဲ့လိုပဲသီလနော်အရှက်မရှိအကြောင်းမရှိအဲ့ဒါသီလပျက်စီးမှာပဲအရှက်အကြောင်းမရှိရင်သီလပျက်စီးခြင်းရဲ့အကြောင်းတရားဟာအဟိရိကအနုတ္တပပဲမရှိရကောင်းမှမသိကိုဒုက္ခပေးမဲ့ဟာတွေစွတ်လုံနေတာကြောက်ရကောင်းမှမသိဟုတ်ရဲ့လားအေးအဲ့ဒါကိုက
ဒီအရှက်ကြောင့်မရှိတဲ့တရားကိုဟိရိဥတ္တပအရှက်ကြောင့်ရှိရင်းဆိုတဲ့တရားကိုခေါင်းဆောင်ထားပြီးတော့နော်ဘာလို့ရမလို့ဆုံးမရမယ်ယဉ်ကျေးအောင်အဲ့ဒီမှာသီလဆိုတာဖြစ်လာမယ်ဟောအခြေခံလေးတွေပြောနေတာနော်အေးဒါလည်းသူ့အစဉ်တည်းနဲ့သူအားကိုးရမရှိဘူးလားရှိတယ်တော့စောစောကပုတိကတ္တမထေဥစဉ်ပြောခဲ့တယ်သီလပျက်စီးလို့ငရဲလေကြတယ်ဒီဘဝမှာယောဂတွေလည်းကြီးတယ်ဒါပေမဲ့ဒါနကောင်းမှုပါတော့လွတ်ရကြွရကိုရတယ်ဟုတ်ရလားဒါကြောင့်ဒါနလည်းအားကိုးရသူ့အတိုင်းတာနဲ့သူရှိတယ်သီလလည်းအားကိုးရသူ့အတိုင်းတာနဲ့သူရှိတယ်အဓိကဦးစားပေးပြောချင်တာကတော့ဘာလို့ဘာဝနာတရားစိတ်ကြီးကအလေးအကျင့်ဇိုးကြီးမှာစွဲနေတယ်နော်ကောင်းတဲ့အာယုံကိုကြိုက်မယ်မကောင်းတဲ့အာယုံဆိုစိတ်တို့ပဲဒါပဲအဲ့ဒီမကောင်းတဲ့အကျင့်ကြီးမရှိဘူးလားအဲ့ဒီအကျင့်ကြီးကိုတဖြည်းဖြည်းနဲ့ပါသွားအောင်ဘာလို့ရမလို့ဆုံးမရမယ်ဟုတ်ရဲ့လားအေးပိဿဘောသူတော်ကောင်းတို့ဒါကြောင့်ကိုဒါနကောင်းမှုသီလကောင်းမှုအထူးအဖြင့်ဝိပဿနာပညာကောင်းမှုဖြစ်အောင်နော်တရားတရားပညာတရားဝရိယတရားတတိတရားသမာဓိတရားလက်ကင်ထားပြီးတော့ကောင်းကောင်းဆုံးမဖို့မလိုဘူးလားလိုတယ်အဲ့လိုကိုဆုံးမနိုင်ရင်ဆုံးမနိုင်တဲ့လောက်ရနိုင်ခဲ့တဲ့အာကိုရာကိုရပါလိမ့်မယ်တဲ့ဟုတ်လားမဲအဆင့်ဖို့အဆင့်ထိအာကိုရာရအောင်ဆုံးမနိုင်မယ်ဆိုရင်တော့စိတ်ချရတာပေါ့ဗျာဟုတ်ရဲ့လားအဲ့ဒီအဆင့်ကိုမရောက်တောင်မှဝိပဿနာဉာဏ်ရင့်ကျက်တဲ့ဝိပဿနာဉာဏ်ဘဝအကြောင်းသိခြင်းတရားအကြောင်းကောင်းကောင်းသိတဲ့ဉာဏ်ပညာတွေရအောင်တော့ကောင်းကောင်းလေ့ကျင့်ဖို့ဆုံးမဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒါနကောင်းမှုဖြစ်အောင်လဲကိုဆုံးမနိုင်ကြပါစေနော်သီလကောင်းမှုဖြစ်အောင်လဲဆုံးမနိုင်ကြပါစေဘာဝနာကောင်းမှုတွေဖြစ်အောင်လဲဆုံးမနိုင်ကြပါစေဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီဂါထာကိုဟောလို့နာကြားရတဲ့ပိဋကတ်တွေဟာသောတပတ္တိမဉ္ဇဉ်အစရှိတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်တွေကိုရကြတယ်ဆိုပြီးတော့ဦးဇင်းတို့ဓမ္မပဒအထကရာမှာအဲ့လိုဏိဂုံးချုပ်ထားတယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ပြောလိုက်တာဒီဂါထာလေးနော်ကိုယ်သေးတာနဲ့ကိုယ်အတွက်အာကိုရာကိုယ်ကလွဲလို့တခြားသောပုဂ္ဂိုလ်ဒီကိုယ်အတွက်အာကိုရာမဖြစ်နိုင်ဘူးကိုအာကိုတော့မယ်ဆိုရင်လည်းပဲဘယ်လိုလုပ်ရမှာတော့ကိုကောင်းကောင်းဆုံးမရမယ်ဒါပဲနော်အဲ့တော့ဦးဇင်းတရားကောင်းစဉ်တတ်ထားတာကဘာလဲတော့အာကိုရာကိုဘယ်လိုရှာမလဲတဲ့ဆုံးမသောနေရာဖြင့်ရှာရမယ်ဘယ်သူကိုဆုံးမရကိုဆုံးမမှာခက်တာကလူတွေကလွယ်တာကြီးလှုပ်လွယ်တာကဘာလွယ်သူများဆုံးမရတာလွယ်တယ်ဟုတ်လားနော်သူများဆုံးမရတာလွယ်တယ်နော်ဟောပညာရှိကြီးတယောက်ကိုမေးတယ်တဲ့လောကမှာအလွယ်ဆုံးလောကဘာတော့ဆိုသူများကိုဩဝါဒပေးရတာလွယ်ဆုံးပဲလို့ပြောတယ်တဲ့လက်ခံလားထားပါတော့နော်အဲ့တော့ဆက်ပြီးတော့မေးပြန်တယ်တဲ့လောကမှာအခက်ခဲဆုံးကဘာများဖြစ်မယ်ထင်လဲလို့မေးတော့ကိုယ်အကြောင်းကိုသိဖို့ကအခက်ခဲဆုံးပါလို့ပြောတယ်တဲ့အဲ့ဒါတော့ဦးဇင်းကလက်ခံတယ်ဗျဟုတ်လားကိုယ်အကြောင်းကိုသိဖို့ကအင်မတန်ခက်တယ်အပေါ်ယံလောက်ပဲသိတာနော်ကိုယ်အကြောင်းကိုတကယ်သိရင်တကယ်ချမ်းသာတယ်ဟုတ်လားကင်ထားပါတော့ဒါကြောင့်ပိဿဘောသူတော်ကောင်းတို့အင်မတန်ခက်ခဲတဲ့ကိုဆုံးမတဲ့အလုပ်ကိုလုံမကိုယ့်အတွက်အားကိုးရာကိုရလိမ့်မယ်လို့ကောင်းကောင်းသဘောပေါက်ပြီးတော့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဖြစ်အောင်ကိုယ့်ကိုကောင်းကောင်းဆုံးမနိုင်ပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဘဝန္တုတိတေတုံမဟာသင်္တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအာလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမနာကောင်းတာအပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရဏုဘဝေနကိင္ဃဝါလူသေးစုမငါပွင့်တော်မူကြတယ်ဆိုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရတကိုတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မနုဘဝေနမေလီရန်ပုရိဒနိဗ္ဗာန်ပရိတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရတကိုတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘဝေနမဂ္ဂထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွ
တီလာဘုံသမာတိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြကြမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း